ဇလန်းလေးရေးစားမှာတော့ကီနိုဆိုတဲ့ကောင်မလေးတယောက်ကသူ့ရဲ့ဒိဗယ်မရှိတဲ့ဘွားရေးအကြောင်းကိုတွေးနေခဲ့ပါတယ်။သူ့အနေနဲ့ချားသူတွေရဲ့ဘွားတွေကိုလည်းဘယ်လိုဖြတ်တန်းနေလဲဆိုတာကိုသိချင်နေခဲ့ပါတယ်။ဆိုင်ကယ်စီးနဲ့ရှောက်သွားရင်သိလိုက်ရတာကတော့ရှေ့ဆက်ဘွားကြီးမှာရန်ကိုဝမ်းနည်းစရာကောင်းတဲ့အရာတွေကိုကြုံရအောင်မှာပဲဖြစ်ပါတယ်။ကောင်မလေးရဲ့နာမည်ကတော့ကီနိုဖြစ်ပြီးသူ့ရဲ့ဆိုင်ကယ်လေးနာမည်ကတော့ဟာမက်စ်ပဲဖြစ်ပါတယ်။အခုဆိုရင်ခီးထွက်လာတာ2 ရက်တောင်ရှိပြီမို့ဟာမစ်လည်းပင်ပန်းလုံးနေခဲ့ပါပြီ။အဲ့ဒီချိန်မြင်းကောင်ကိုတွေးလိုက်ရပြီးတွားကြည့်လိုက်မှဒုတိယကိုပါထပ်မံတွေးလိုက်ရပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားကစကားတွေပြောပြီးမိတ်ဆက်မိကြရင်တွားမယ့်နိုင်ငံကတူနေချောင်းကိုတီးလိုက်ရပါတယ်။အနေကတော့အဲ့ဒီနိုင်ငံရဲ့အကြောင်းတီလားဆိုပြီးမေးမြန်းလာခဲ့ပါတယ်။ဒါတော့ကီနိုလည်းအရင်ကြီးတဲ့နိုင်ငံလို့ပြောလိုက်တော့ငနဲကလည်းထခွေနေခဲ့ပါပြီ။ငနဲကတော့အဲ့ဒီနိုင်ငံမှာတရားဝင်လူတက်လို့လာကြောင်းပြောပြလိုက်ပါတယ်။ခိုးမှုကစလို့လူတက်မှုဖြစ်ခဲ့ရင်တော့အိုးရမရှိတဲ့အတွက်ဆောင်းလွတ်လပ်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ငနဲကတော့အဲ့ဒီနိုင်ငံမှာတွားနေဖို့အတွက်ပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးဂျင်းနဲ့တဲ့သူကိုလည်းတက်လို့ရမှာဖြစ်တဲ့အတွက်ကိုပိုင်နိုင်ငံဆိုပြီးမှုန်းတင်နေခဲ့ပါပြီ။ဒါအပြင်ကြီးမြတ်တဲ့ Rachel ဆိုသူရဲ့အကြောင်းကိုလည်းပြောပြလာခဲ့ပါတယ်။ Rachel ဆိုတာကတော့ရန်အောင်နာမည်ကြီးရဲ့ကွင်းဆက်လူသက်သမားပဲဖြစ်ပါတယ်။ကီနိုကတော့နားမထောင်တော့ပဲထွက်သွားဖို့လုပ်နေခဲ့ပါပြီ။ဒါအပြင်ကိုပစ္စည်းတွေကိုကိုယ်တိုင်တည်ဖို့ပဲပြောလိုက်ပြီးထွက်သွားခဲ့ပါတယ်။အစောကတော့နိုင်ငံမှာလူသက်မှုကိုခွင့်ပြုထားတဲ့အကြောင်းပြောပြလာပါတယ်။ဒါပေမဲ့ကီနိုကအေးဆေးဖြစ်နေတဲ့အတွက်မြို့ထဲကိုဝင်ခွင့်ပေးလိုက်ပါပြီ။ရောက်ချင်းမှာပဲမြို့ကရမ်းစီကားတဲ့ပြင်အေးရမ်းနေတာတွေကိုပါတွေးလိုက်ရပါတယ်။ဟာမစ်ကလည်းဒါကိုအံ့ဩနေခဲ့ပါတယ်။လုံခြုံရေးတွေရှိပေမဲ့လေသူ့ဟာနဲ့သူတော့အဆင်ပြေနေကြတဲ့နိုင်ငံလေးပဲဖြစ်ပါတယ်။ခဏကြာတော့ကီနိုလည်းပင်ပန်းလာပြီးမို့တနက်ကိုရင်ဘတ်ပေါ်တင်ပြီးအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မနက်မှာတော့ကီနိုတယောက်အိမ်ရကနေနိုးလာခဲ့ပြီးနိုးချင်းမှာလည်းတနက်ကိုထုတ်တဲ့လေ့ကျင့်ခန်းကိုပြုလုပ်နေခဲ့ပါတယ်။အဲနောက်မှာတော့ကီနိုကဟာမနစ်တူမြို့ထဲမှာရှောက်သွားနေခဲ့ပါတယ်။အဲလိုနဲ့ဆိုင်ခုကိုရောက်ရှိလာခဲ့ပြီးဆိုင်ထဲမှာလည်းချော်လုံးမှုတစ်လက်ကိုတွေးလိုက်ရပါတယ်။စာပိုင်းမှာတော့ခိုးဖမ်းမှုထင်နေပေမဲ့ဆိုင်ရှင်ကတော့လူသက်ဖို့ဆိုပြီးပြောလာခဲ့ပါတယ်။လူဘယ်ချိန်တန်းအမယ်မှန်းမသိတဲ့အတွက်ဒီတိုင်းလေးဆောင်လာကြောင်းရှင်းပြခဲ့ပါတယ်။အင်းတော့မှာတော့ကဖီခုကိုရောက်ရှိလာခဲ့ပြီးအဝါပြဲတွေစားပြီးဘိုက်တွေကလည်းတင်းနေခဲ့ပါပြီ။အဖိုးကြီးဖွားကြီးတွေကတော့သူ့ကိုစကားလမ်းပြောနေခဲ့ပါတယ်။အဖိုးကြီးကတော့ခီးသွားဆိုရင်ပြင်ပနိုင်ငံတွေရဲ့အကြောင်းဝင်းမြပေးဖို့တောင်းဆိုလာခဲ့ပါတယ်။နောက်နေ့မနက်မှာလည်းထုံးစံတိုင်းကီနိုတယောက်နှက်ကိုထုတ်ပြီးလေ့ကျင့်နေပြန်ပါတယ်။အဖိုးကြီးကတော့ကီနိုရောဟာမစ်ရောကိုပါဒီမှာပဲဆက်နေစေခြင်းခဲ့ပါတယ်။ကျောင်းကတော့ကီနိုစီမှာလူသားနိုင်တဲ့စွမ်းရည်တွေတွေ့ရှိရတာကြောင့်ပဲဖြစ်ပါတယ်။ခဏကြာတော့ကီနိုလည်းဖိုးကြီးကိုနှုတ်ဆက်ပြီးထွက်သွားဖို့လုပ်နေခဲ့ပါပြီ။အဲဒီချိန်မြို့ဝင်လမ်းမှာတွေ့ခဲ့ရတဲ့ငနဲကရောက်လာခဲ့ပါတယ်။ငနဲကတော့တွေ့ချင်းမှာတင်ဟာမစ်ကိုမြားလာတိုက်နေခဲ့ပါတယ်။တောင်ရောက်ကီနိုလည်းဟာမစ်ရဲ့နောက်မှာပုံနေခဲ့ပါတယ်။အဲဒီချိန်ဘယ်မှမသိတဲ့မြားသူ့ရဲ့လက်ကိုဖောက်နေလာတဲ့အတွက်ငနဲလေးအော်နေခဲ့ရပါပြီ။ပြစ်ခတ်လိုက်သူကမျိုးသမီးတယောက်ဖြစ်နေတဲ့ပြင်လက်နက်ပေါင်းစုံကင်ထားတဲ့လူအုပ်ကြီးကလည်းထွက်လာခဲ့ပါတယ်။လွတ်ကျသွားတဲ့နှက်ကိုကောက်ဖို့လုပ်ပြန်တော့လေဆိုင်ရှင်ကြီးရဲ့6လုံးပြူးစာမိသွားခဲ့ပါတယ်။ဒါအပြင်လှုပ်တာနဲ့ဝိုင်းပြစ်နေတဲ့အတွက်ငနဲလေးကြောက်လန့်လို့လာခဲ့ပါပြီ။ဘုန်းကြီးကလည်းသူတို့နိုင်ငံရဲ့အကြောင်းရှင်းပြလာခဲ့ပါတယ်။ဂေရိုဒီနိုင်ငံမှာလူသက်ဖို့ခွင့်ပြုထားရဲဆိုတာကလူလိုက်သက်တဲ့ကောင်တွေကိုဝိုင်းသက်ဖို့ခွင့်ပြုထားတာပဲဖြစ်ပါတယ်။နောက်ပြီးအဖိုးကြီးရဲ့နာမည်က Rachel ဖြစ်ကြောင်းလည်းသိလိုက်ရပြီးငနဲလေးဖိုးကြီးရဲ့ဓာစာမိပြီးရှော့သွားခဲ့ပါတယ်။အဲလိုနဲ့ကီနိုလည်းအဖိုးကြီးကိုနှုတ်ဆက်ပြီးမြို့ထဲကနေထွက်လာခဲ့ပါတယ်။နောက်နေ့မှာတော့ကီနိုတယောက်ကြောက်တုံးကိုဝင်တိုက်မိရဲ့အတွက်လေးဘော်ကိုမြောက်တက်သွားခဲ့ပါတယ်။ဟာမစ်ကတော့သူ့ကိုဖြည်းဖြည်းမောင်းမှုအတွက်ပြောနေပါတယ်။အဲဒီချိန်နောက်ထပ်နိုင်ငံတစ်ခုကိုတွေးလိုက်ရပြန်ပါတယ်။ဟာမစ်ကတော့ရောက်တာနဲ့သူ့ကိုခိုင်းရင်းနေရာလေးမှာထားပြီးဖို့တောင်းဆိုလာခဲ့ပါတယ်။အဲလိုနဲ့နိုင်ငံထဲကိုရောက်ရှိလာကြပြီးစီးမြင့်တစ်ခုကိုလည်းကြားလိုက်ရပါတယ်။အဲဒါကတော့ဒီနိုင်ငံထဲကိုဝင်လာခဲ့ရင်တိုက်ပွဲတွေမှာပါဝင်မှုအတွက်ဘောတူပြီးသားဖြစ်သွားပါတယ်။ရောက်ချင်းမှတင်ကြားလိုက်ရတဲ့စကားကြောင့်ကီနိုလည်းနားမလည်နိုင်ဖြစ်သွားခဲ့ပါပြီ။ရဲရီကတော့သူတို့နိုင်ငံရဲ့စီးမြင့်ကိုဆက်လက်ရှင်းပြလာခဲ့ပါတယ်။နိုင်ငံထဲမှာ3ရက်ကြာတဲ့တိုက်ပွဲတစ်ခုရှိခဲ့ပြီးအဲဒီတိုက်ပွဲကြီးမှာအနိုင်ရတဲ့သူကမြင့်မြတ်တဲ့နိုင်ငံကြီးသားခွင့်ရေးကိုလည်းရရှိသွားမှာဖြစ်ပါတယ်
လက်နက်ကိုလည်းကြိုက်တာယူဆောင်လို့ရတဲ့ပြင်ကိုယ်ပိုင်ဥရိခုကိုပါထည့်သွင်းခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်။ထွက်ပြေးရင်တော့တေတံကြပြီးမပြိုင်မဲညင်းမယ်ဆိုရင်ကြုံဖြစ်နေရမယ့်အကြောင်းကိုပါသိလိုက်ရပါပြီ။ကင်နိုကတော့သူ့ကိုလှည့်စားပြီးဝင်ခွင့်ပေးလိုက်တဲ့ပေါ်ဒေါသတွေထွက်နေခဲ့ပါတယ်။အဆောင်တွေကတော့လာမြလူရိုင်းကိုအန်နီနဲ့တတ်ခွင့်ရတဲ့အတွက်ဂုဏ်ယူနေကြပါတယ်။ဒါကြောင့်ကီနိုလည်းပြိုင်မှုအတွက်ကိုဆုံးဖြတ်လိုက်ပါပြီ။ဆောင်စားလာများနေရင်ပြင်းမာဖြစ်တဲ့အတွက်မြန်ခေါ်သွားပေးဖို့ပြောလိုက်ပါတယ်။အဲလိုနဲ့ဆောင်လည်းကီနိုကိုပြန်ခွင့်ရှိရာစီခေါ်ဆောင်လာခဲ့ပါတယ်။ဟာမစ်ကတော့ကီနိုကိုလူတွေကိုတတ်စီခြင်းခဲ့ပါဘူး။အဲဒီချိန်အဆောင်လာခေါ်တဲ့အတွက်ကီနိုလည်းကွင်းထဲကိုဝင်ရောက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဘီရင်ကြီးကဒါကိုစောင့်ကြည့်နေခဲ့ပါတယ်။လူတိုင်းကြီးကတော့တွင်းရဲ့တန်လုံးနဲ့ကီနိုကိုရိုက်တက်ဖို့လုပ်နေခဲ့ပါပြီ။ဒါပေမဲ့တန်လုံးကိုဆက်ထားတဲ့ချင်းရိုးကိုကီနိုကနှမ်းနဲ့ဖြတ်တောက်ပေးလိုက်ပါတယ်။အဲလိုနဲ့ငယ်လေးပြိုင်ပွဲကနေထွက်သွားပြီးနောက်ထပ်ပြိုင်ဘက်ကရောက်ရှိလာခဲ့ပါတယ်။ဒီတစ်ခါမှလည်းကီနိုကနင်ဂျာမန်ကိုနှမ်းနဲ့စော်ပေးလိုက်ပါပြီ။ကောင်းမလေးကိုလည်းစော်ပေးလိုက်ပြီးဘုန်းကြီးရဲ့စီတိုင်ကြီးကိုဖောက်ချပေးလိုက်ပါတယ်။အဘုန်းကြီးကတတ်ဖို့ပြောပေမဲ့ကီနိုကတော့ဒင်းနဲ့သာထုပေးလိုက်ပါတယ်။အဆောင်တွေကလည်းကီနိုရဲ့စကေးကိုသဘောကျလို့နေခဲ့ပါပြီ။အညမှာတော့ကီနိုကရမ်းမုံကိုရေပြောအောင်ပြုလုပ်နေခဲ့ပါတယ်။ဟာမက်ဆီကလည်းဒီနိုင်ငံရဲ့ဘီရင်เจ้าအောင်ကြားခဲ့ရပါတယ်။တကယ်တော့လက်ရှိဘီရင်ကသူ့ဖေကိုသူပြန်တက်ပြီးဘီရင်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။သားသမီးမြောက်လည်းရှိနေဆိုပေမဲ့တိုင်းပြည်တွေကထွက်ပြေးသွားခဲ့ကြပါပြီ။ဒါကြောင့်ပဲဒီဘီရင်ကစိုက်ကိုပတ်ဖြစ်လာပြီးတိုက်ပွဲတွေကိုရလာခံကြည့်ရတဲ့ဒလေးကိုလည်းပြုတ်လောက်လာခဲ့ပါတယ်။ပြောနေတော့မှရင်ကီနိုရဲ့လက်နက်ကလည်းပြီးစီးသွားခဲ့ပါတယ်။နောက်နေ့မှာတော့ကီနိုလည်းပြန်ခွင်းထဲကိုရောက်ရှိလို့လာခဲ့ပါပြီ။နောက်ဆုံးပွဲစဉ်ဖြစ်တဲ့အတွက်အားလုံးရဲ့စိတ်ဝင်စားမှုကလည်းမတရားကိုမြင့်တက်နေခဲ့ပါတယ်။အဲဒီချိန်ရုပ်ချိုးချိုးနဲ့ကောင်လေးတယောက်ကထွက်ပေါ်လာခဲ့ပါတယ်။ကောင်လေးကတော့သူ့နာမည်ကိုရှီစုဆိုပြီးမိတ်ဆက်လာခဲ့ပါတယ်။ဒါကြောင့်ကီနိုလည်းသူ့နာမည်ကိုပြန်ပြောလိုက်ချိန်ရှီစုကတောင်းဆိုမှုတစ်ခုကိုပြုလုပ်လာခဲ့ပါတယ်။အဲဒါကတော့ကီနိုကပြိုင်ပွဲကနေထွက်သွားပေးဖို့ပဲဖြစ်ပါတယ်။ကီနိုကတော့ဒါကိုလက်မခံခဲ့ပါဘူး။အဲဒီစားသူ့ကိုနိုင်ယူပြီးတိုက်ဖို့ပြောလိုက်တော့ရှီစုကသူ့ရဲ့ဓာတ်ကိုကောက်ထုတ်လာခဲ့ပါတယ်။လက်နဲ့စာပြီးပြစ်လိုက်ပေမဲ့ရှီစုရဲ့ဓာတ်ချက်အောက်မှာတင်အားလုံးကပျောက်ကွယ်သွားခဲ့ပါတယ်။ရှီစုကတော့သူ့ရဲ့အိမ်မက်အတွက်ထွက်ပေးဖို့သာတောင်းဆိုနေပါတယ်။အဲဒီချိန်အနောက်ကိုရောက်ရှိလာပြီးနှက်ကိုရိုက်ထုတ်လိုက်တာကြောင့်ကီနိုလည်းလက်နဲ့ပြန်ကာပေးလိုက်ရပါတယ်။နောက်ပြီးဖွက်ထားတဲ့နှက်ကိုထုတ်ပြလိုက်တော့ရှီစုလည်းရက်တန်းလို့သွားခဲ့ပါတယ်။အရှုံးကိုလက်ခံဖို့လုပ်ပင်မဲ့အားလုံးကတတ်ဖို့ဝိုင်းဝန်းနေတဲ့အတွက်ကီနိုလည်းပြစ်ပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။ဒါဝင်မဲ့သူပြစ်ပေးလိုက်တာကဝဲကြီးစီမော်ကဘီရင်ရဲ့ခေါင်းတဲတဲ့ကိုပဲဖြစ်ပါတယ်။ဒါကြောင့်အားလုံးလည်းအံ့ဩကုန်ကြပါပြီ။ကီနိုကတော့နိုင်ရရှိသွားပြီဖြစ်တဲ့အတွက်ဥရေတစ်ခုကိုထည့်သွင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီမှာရှိတဲ့လူတွေအားလုံးကိုတိုက်ခိုက်ဖို့နဲ့နိုင်ရရှိသူကိုနောက်တက်မဲ့ဘီရင်ဖြစ်မယ်ဆိုပြီးကြေညာပေးလိုက်ပါပြီ။ဒါကြောင့်အားလုံးလည်းတယောက်ကိုတယောက်တောက်ခွက်တွေထားထိုးကုန်ကြပါတယ်။ကီနိုကတော့ဟာမစ်ကိုစီးပြီးထွက်သွားခဲ့ပါပြီ။အဲချိန်ရှီဇူးကတော့ဘီရင်ရဲ့အလောင်းကိုလာကြည့်နေခဲ့ပါတယ်။နောက်နေ့မှာတော့ကီနိုလည်းဟာမစ်နဲ့တူစကားပြောနေခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်တွေကရထလုံးမော်ကဇုံထဲကြောင်းဖြစ်ပြီးကောင်မလေးကတော့တိတ်ဆုံးသွားခဲ့ပါပြီ။ကီနိုကတော့ဒါရီအားလုံးကသူ့နိုင်ငံထဲကိုရောက်လာတာနောက်ကျတဲ့အတွက်ဆိုပြီးပြစ်တင်နေခဲ့ပါတယ်။ရှီဇူးကတော့သူ့ကိုလာပြီးကျေးဇူးတင်စကားတွေပြောနေခဲ့ပါတယ်။တကယ်တော့ရှီဇူးကထွက်ပြေးသွားတဲ့ဘီရင်ရဲ့သားဖြစ်နေခဲ့ပါတယ်။ရီကူကလည်းသွားဖို့ပြောနေခဲ့ပါပြီ။ရီကူကတော့ရှီဇူးရဲ့တစ္ဆာခံခွေးလေးပဲဖြစ်ပါတယ်။အဲလိုနဲ့ညှောက်သားလေးလမ်းခွဲဖို့ဆုံးဖြတ်လိုက်ကြပြီးဇလန်းလေးကဒီမာရင်ပဲခန်းရမ်းလို့သွားခဲ့ပါတယ်။ပိုင်းနီးဆမ်းမှာတော့ကီနိုကဟာမက်စ်ကိုဘယ်သွားမှန်းမသိတဲ့အတွက်တိုင်မင်နေခဲ့ပါတယ်။ဒါပေမဲ့ဟာမက်စ်မှာလည်းဘာကြံမှမရှိတဲ့အတွက်အိတ်ဖို့သာဆုံးဖြတ်လိုက်ပါတယ်။အဲဒီချိန်မြေကြီးကလှုပ်လာတဲ့အတွက်ကီနိုလည်းအောက်ကိုဆင်းချလိုက်ပါတယ်။ဟာမက်စ်ကတော့လှုပ်ခါမှုကနီးကပ်လာတဲ့အတွက်သတိထားဖို့ပြောနေခဲ့ပါတယ်။အဲဒီချိန်တစ်ဖက်ကတောအုပ်ထဲကနေထူးဆန်းတဲ့တာကြီးတစ်ခုကရွေလျားလာခဲ့ပါတယ်။ဒါတော့သူတို့လည်းကြောင်ကြည့်နေချိန်တိုင်းပြည်ကြီးကတော့လုံးလိုက်ကိုရွေလာနေခဲ့ပါပြီ။ကီနိုကတော့ဟာမက်နစ်တူတိုင်မင်မီလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲလိုနဲ့ကောင်သားလည်းရွေလျားနေတဲ့နိုင်ငံကြီးနောက်ကိုစွန်သားကဖွင့်မှုအတွက်ကြောင်းပန်လာခဲ့ပါတယ်။အဲချိန်တိုင်းပြည်ရဲ့ကနေတန်တစ်ခုကထွက်ပေါ်လာခဲ့ပြီးဂိတ်ဘောဝတ်တစ်ခုကလည်းပေါ်လာခဲ့ပါတယ်။ကားဝကဆင်းလာတဲ့သူကတော့သူ့ကိုယ်သူလာဝကလမ်းပြရဲပြင်ချားရတွေကိုပါလှုပ်ဆောင်သူဖြစ်ကြောင်းရှင်းပြလာခဲ့ပါတယ်
သူတို့နိုင်ငံမှာဆိုရင်လူတစ်ယောက်ကယာရူးပေါင်းများစွာကိုထမ်းဆောင်ကြရပါတယ်။ဘိန်းကတော့သူတို့နိုင်ငံကိုအလဲလာပေးတဲ့အတွက်ကျေးဇူးတင်နေခဲ့ပါတယ်။ကီနိုကလည်း10 ရက်လောက်နေဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲလိုနဲ့ဘဲကြီးလည်းကီနိုတို့နှစ်ယောက်လုံးခေါ်ချသွားပေးခဲ့ပါတယ်။တိုင်းပြည်ကြီးကိုရွေးလျားဖို့အတွက်အထဲမှာရှိတဲ့တပ်ပေါင်းဗိုလ်ကြီးကစွမ်းအားတွေကိုထုတ်လုပ်ပေးနေတာပဲဖြစ်ပါတယ်။နေရာကောင်းကိုတွင်းရင်တော့ဒီတိုင်းပြည်ကကြာမနေနိုင်ခဲ့ပါဘူး။ကျောင်းကတော့သူတို့ရဲ့အားပြင်းလုံးနဲ့ဓာတ်ပေါင်းဗိုလ်ကြီးကြောင့်ပဲဖြစ်ပါတယ်။ဒီတိုင်းရထားလိုက်မယ်ဆိုရင်စွမ်းရည်တွေကရှန်ထွက်လာနိုင်တဲ့အတွက်တိုင်းလူပြည်သားတွေဒုက္ခရောက်သွားနိုင်ပါတယ်။အဲဒီစားပဲသူတို့ကရွေလျားချင်းနဲ့အတူခင်းကိုစိုက်ခဲ့ကြပါတယ်။နိုင်ငံတွေကလူတွေကလည်းခီးသွားရတာကြိုက်တဲ့အတွက်အတော်လေးကိုအဆင်ပြေခဲ့ပါတယ်။အဲနောက်မှာနှစ်ယောက်သားလည်းကိုပိုင်ခန်းနဲ့အတူနားဦးနေကြပါပြီ။ကီနိုကတော့ဒီနိုင်ငံမှာရီပူတွေအများကြီးသုံးလို့ရတဲ့အတွက်ကျေနပ်နေခဲ့ပါတယ်။အဲအချိန်တိုက်ကြီးကတုံရင်းလာတဲ့အတွက်ကီနိုလည်းခဏတာတော့ငြိမ်သက်ပေးလိုက်ရပါတယ်။တနေ့ကုန်ပင်ပန်းလာတဲ့ကီနိုကတော့အနားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။နောက်နေ့မှာတော့ကီနိုတယောက်အိမ်ရကနေနိုးထလာခဲ့ပါတယ်။နိုးနိုးကြီးမှာတင်ဟာမတ်စ်ရဲ့နှုတ်ဆက်တန်အောင်ကြားလိုက်ရပါတယ်။နောက်ပြီးထောင်နေတဲ့စပင်ကြီးကြောင့်ကီနိုလည်းဆိတ်ရှုံနေခဲ့ရပါပြီ။ဘိန်းကတော့သူတို့နိုင်ငံရဲ့အပေါ်ဆုံးဓာတ်ကိုလိုက်လံပြသနေခဲ့ပါတယ်။နှမ်းလို့ထင်ရတဲ့ယာရီကလည်းကင်မရာတွေဖြစ်နေတဲ့အတွက်ကီနိုလည်းအံ့ဩလို့နေခဲ့ပါတယ်။အဲလိုနဲ့ဆက်ထွက်လာကြရင်ကြီးဆွဲတဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်။ထူးဆန်းတာကတော့ကလင်းတွေကကရိန်းတွေကိုအသုံးပြုပြီးပုံဆွဲနေကြတာပဲဖြစ်ပါတယ်။ကလင်းတွေကလည်းကီနိုကိုခင်ခင်မင်မင်နဲ့နှုတ်ဆက်ခဲ့ပါတယ်။နောက်နေ့မှာတော့ဘဲကြီးကသူတို့ရဲ့လုပ်ငန်းဝင်ကိုလိုက်လံပြသခဲ့ပါတယ်။အဲအချိန်တစ်မျိုးလုံးကหนีရဲလာတာကြောင့်ဘဲကြီးလည်းချီနေခုကိုရှင်းပြလိုက်ပါတယ်။အဲ့ဒါကတော့ဒီချက်ပြီးတဲ့ကသူတို့ရဲ့လမ်းကြောင်းပေါ်မှာနိုင်ငံတစ်ခုခုရှိနေခဲ့ရင်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။အဲလိုနဲ့သမ္မတကြီးစီကိုရောက်ရှိလာပြီးဘက်ကနိုင်ငံကတော့သူတို့ကိုတိုက်ခိုက်ဖို့လုပ်နေခဲ့ပါပြီ။ဗိုလ်ချုပ်ကြီးကလည်းသူတို့ကိုပြန်လှည့်သွားဖို့ပြောနေခဲ့ပါတယ်။ဘိန်းကတော့သူတို့ကကွဲလို့မရတဲ့အတွက်လာနေပြီးဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။နောက်ပြီးကြားလာနိုင်တဲ့အမြောက်ဆန်တွေကြောင့်မိုးတွေကိုပိတ်ထားခိုင်းလိုက်ပါတယ်။မြောက်တွေကိုတုံပြီးပြစ်ခတ်လိုက်ပေမဲ့မြို့ကြီးကတော့ရအောင်ပြေခဲ့ပါဘူး။ဒါအပြင်လေစာနဲ့ပါခွဲခြားခံလိုက်ရပြီးစိုက်ပျိုးရေး area တွင်းရနေသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘဲကြီးကတော့ပြည်သူတွေကိုဘေးကင်းရာကိုရွှေ့ပြောင်းမှုအတွက်ညွှန်ကြားနေခဲ့ပါတယ်။ဒါကြောင့်သူတို့ကချက်ချင်းပဲနိုင်မော်ကကြီးကားတွေကိုပြစ်ခတ်လာခဲ့ပါတယ်။ဘဲကြီးကတော့ကလေးတွေဝမ်းထဲနေမှာဖြစ်တဲ့အတွက်လေစာနဲ့ပြစ်ဖို့တောင်းဆိုလာခဲ့ပါတယ်။အဲအချိန်ကီနိုကစကားဝိုင်းထဲကိုဝင်ရောက်လာခဲ့ပါတယ်။တနက်နေ့သာပြည့်မယ်ဆိုရင်အားလုံးစင်ပြေသွားမှာမို့မြောက်တွေကိုပဲဖျက်ဆီးဖို့ကြံစီလိုက်ပါတယ်။ခဏကြာတော့ကီနိုရဲ့လက်ချက်နဲ့ရန်သူတွေလည်းရင်းနှီးလို့သွားခဲ့ပါပြီ။မြို့ကြီးကလည်းမြို့ထဲကနေပြန်ထွက်လို့သွားခဲ့ပါတယ်။ဗိုလ်ချုပ်ကတော့သူတို့ရဲ့နိုင်ငံအတွက်နင့်နာကြီးပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲနောက်မှာတော့ကီနိုလည်းဟာမတ်စ်နဲ့အားလုံးကိုနှုတ်ဆက်ပြီးတိုင်းပြည်တွေကနေထွက်လာခဲ့ပါတယ်။ဟာမတ်စ်ကတော့ကလင်းတွေကကီနိုရဲ့ပုံကိုတေချာပေါက်ဆွဲလာလောက်တယ်ဆိုပြီးပြောနေခဲ့ပါတယ်။အဲအချိန်ရှီဇူရိုကတော့သင်္ဘောနိုင်ငံကိုရောက်နေခဲ့ပါတယ်။သင်္ဘောနိုင်ငံကြီးကတော့ပင်လယ်ကိုဖြတ်ပြီးရွေလျားနေတဲ့နိုင်ငံတော်ကြီးပဲဖြစ်ပါတယ်။ရှီဇူကလည်းအဲကိုသွားဖို့တိုင်ပင်နေခဲ့ပါတယ်။အဲလိုနဲ့သင်္ဘောနိုင်ငံကိုရောက်ရှိလာခဲ့ပြီးရဲလိုက်မျိုးနွယ်ဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ရဲလိုက်မျိုးနွယ်ဝင်တွေကတော့သင်္ဘောနိုင်ငံကိုအုပ်ချုပ်တဲ့သူတွေပဲဖြစ်ပါတယ်။ရှီဇူကလည်းနောက်တိုက်ကြီးကိုသွားနေတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲဒီအတွက်နဲ့ဒီနိုင်ငံမှာနေရင်အလုပ်လုပ်ဖို့ကိုလည်းဆုံးဖြတ်ထားခဲ့ပါတယ်။မြို့သမီးကတော့သူတို့အတွက်အလုပ်လုပ်ပေးမယ်ဆိုရင်နေစရာနဲ့စားစရာကိုထောက်ပံ့ပေးမယ်ဆိုပြီးကမ်းလှမ်းလာခဲ့ပါတယ်။လောက်ကတော့ပြည်သူတွေကိုကြီးကြပ်ပြီးဥတွေကိုထိမ့်သိမ်းပေးရမှာပဲဖြစ်ပါတယ်။အကြောင်းကတော့ပြည်သူတွေရဲ့တောင်းဆိုမှုကကြမ်းတမ်းလာတာကြောင့်ပဲဖြစ်ပါတယ်။အဲလိုမှမလုပ်ချင်ဘူးဆိုရင်လည်းလောက်ကျမ်းနဲ့ရှိရဆိုပြီးရှင်းပြလိုက်ပါတယ်။ရှီဇူကတော့အားလုံးနဲ့တူလောက်ကျမ်းအောင်လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီ။တောင်ကြားတို့ရဲတိုင်းမျိုးနွယ်ဝင်တွေကလည်းအံ့ဩကုန်ကြပါတယ်။အဲလိုနဲ့ရှီဇူလည်းစင်းရဲသားရက်ကွက်ကိုရောက်ရှိလာခဲ့ပါတယ်။ရောက်ချင်းမှာပဲဘဲကြီးဘွေကသူ့ကိုကြိုဆိုခဲ့ပါတယ်။ဘဲကြီးကတော့သူကဒီမှာနေတာ55နှစ်တောင်ရှိပြီဆိုပြီးပြောပြလာခဲ့ပါတယ်။နောက်ပြီးအဲဒီ55နှစ်တွဲမှာလည်းရှီဇူလိုလူမျိုးကတယောက်တည်းရှိရဲ့အတွက်အံ့ဩနေခဲ့ပါတယ်။ရှေးရလူတွေဆိုရင်သူတို့ကိုဖိနှိပ်ဖို့အလုပ်ကြီးပဲရွေးချယ်ခဲ့တဲ့အတွက်တော်လေးကိုစိတ်ရှုပ်ခဲ့ကြရပါတယ်။အဲနောက်မှာတော့တီရဲ့လမ်းပြမှုနဲ့အတူအခန်းရှိရာစီရောက်လာကြမီရီကလည်းပိတ်လိုက်ပြီးဖြစ်တဲ့အတွက်ရှီဇူနဲ့ရီကူလည်းအိယာဝင်ငယ်ကြပါတယ်
နောက်နေ့မှာတော့တီးရလှုပ်လှုပ်ရမယ့်နေရာကိုလိုက်ပြပေးခဲ့ပါတယ်။ရက်တိကြာတဲ့အထိလှုပ်လှုပ်လိုက်တီးရလာခေါ်လိုက်နဲ့အခုဆိုရင်3ရက်တောင်ရှိနေခဲ့ပါပြီ။အဲ့ဒီချိန်တိုင်းပြည်ကလှုပ်ခတ်လာတာကြောင့်ရှီဇူလည်းစိတ်ပူသွားခဲ့ပါတယ်။ဒါကြောင့်သူကတီးကိုဒီနိုင်ငံရဲ့တိဆောက်ပုံကိုလိုက်ပြခိုင်းလိုက်ပါတယ်။ရင်းမြုပ်နေတဲ့ခန်းတွေပြင်ဖောင်းဝင်လို့ရမယ့်နေရာတွေကိုပါရှင်းပြခိုင်းလိုက်ပါပြီ။ထွက်ကြည့်လိုက်ချိန်မှာတော့ရေမြုပ်ခန်းတွေကရမ်းအောင်များနေတဲ့အတွက်စိုးရိမ်စရာအခြေအနေမှန်သိလိုက်ရပါတယ်။ဒီတိုင်းသာဆက်ထားမယ်ဆိုရင်တိုင်းပြည်ခုလုံးလည်းပင်လယ်ထဲကိုမြုပ်သွားနိုင်ပါတယ်။ဒါကြောင့်သူကဘိန်းစီကိုတွားပြီးကြိုးကြောင်းပေါင်းစုံကိုရှင်းပြလိုက်ပါတယ်။ဘိန်းကတော့ဒီကိစ္စကိုရဲတိုင်းမျိုးနွယ်ဝင်တွေကတီးပြီးသားဖြစ်တဲ့အတွက်စိတ်ပူဖို့ပြောလိုက်ပါတယ်။အဲနိုမော်ရှိစုလည်းတင်းရဲခေါ်ဆောင်မှုနဲ့တူသင်းမိုးနိုင်ငံရဲ့အပေါ်ပိုင်းကိုရောက်ရှိလာပါတယ်။ရန်လာတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့အတွက်ရှိစုလည်းကျေးဇူးတွေတင်နေခဲ့ပါပြီ။တီးရတော့ဘာပြန်ပြောပဲနေလုံးကြီးရှိရာစီကိုသာငေးကြည့်နေခဲ့ပါတယ်။အဲလိုနဲ့ညောက်တော့ရှိစုကဓာတ်အောင်ယူပြီးရဲတိုင်းမျိုးနွယ်ဝင်တွေစီတွားအောင်ခဲ့ပါတယ်။နောက်ပြီးတိုင်းပြည်မှာမျက်ခွေပြူလို့မရတဲ့ယာရီရှိကြောင်းရှင်းပြလိုက်ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတောင်းဝန်ယူဖို့ပြောတော့ရဲတိုင်းမျိုးနွယ်ဝင်တွေကစိတ်ဝင်စားခဲ့ပါဘူး။ရဲတိုင်းမျိုးနွယ်ဝင်တွေကတော့ဒါကိုကန်လို့ပဲသတ်မှတ်ထားခဲ့ပါတယ်။ရှေးရပြစ်လာတဲ့ကြည်စံကိုရှောင်လိုက်ပြီးဓာတ်နဲ့ခုတ်ဖို့လုပ်တော့နှမ်းနဲ့ပြန်ကောင်းလာခံလိုက်ရပါတယ်။အဲလိုမှရှိစုလဲကီနိုမန်ရဲမိသွားခဲ့ပါတယ်။ရဲတိုင်းမျိုးနွယ်ဝင်တွေကလည်းထောင်ပြီးဖောက်လာခဲ့ပါပြီ။အဲလိုနဲ့ညှောက်သားတဲ့ရဲတိုင်းမျိုးနွယ်ဝင်တွေကိုပေါင်းပြီးဖြစ်ရှင်းမှုအတွက်တိုင်ပင်လိုက်ပါတယ်။ကီနိုကတော့သူ့ရဲ့ကြည်စံကြီးကရာဘာဖြစ်နေတဲ့အတွက်စိတ်ပူဖို့ပြောလိုက်ပါတယ်။အင်းငွေဘုံကိုကြေးချလိုက်ချိန်မှာတော့အားလုံးလည်းအိပ်ပျော်လို့သွားခဲ့ပါပြီ။ကီနိုကတော့သူရောက်နေတာ9ရက်လောက်ရှိပြီဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။အဲလိုနဲ့ညှောက်သားတဲ့ပေါ်ဆုံးလက်ကိုအောင်မြင်စွာနဲ့ရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့ခေါင်းဆောင်ကတော့ကိုရောင်ဖြောက်ပြီးပြေးသွားခဲ့ပါပြီ။ရှင်စုကတော့တင်းကိုကူညီပေးတဲ့အတွက်ကျေးဇူးတွေတင်နေခဲ့ပါတယ်။ဒါကြောင့်သူကခေါ်သွားဖို့ဆုံးဖြတ်လိုက်ပြီးဘဲအင်းတွေကိုလည်းဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်ပါတယ်။ရဲတိုင်းမျိုးနွယ်ဝင်တွေလည်းမရှိတော့တဲ့အတွက်အင်းစင်းနေဝင်ရရှိသွားခဲ့ပါပြီ။ရင်းမြို့မှာစိုးတဲ့အတွက်ရွှေပြောင်းမှုပြောလိုက်ပေမဲ့အားလုံးရဲ့ညှင်းဆိုခြင်းကိုသာခံရရပါတယ်။တင်းရလည်းသူ့ကိုဓာတ်နဲ့ထိုးလာခဲ့ပါတယ်။အဲဒီချိန်ဟာမစ်ကသင်္ဘောနိုင်ငံရဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ဂေရိုအဲ့ဒီနိုင်ငံကလူတွေကကြုံဖြစ်နေရတာကိုမှကျေနပ်နေကြတာပဲဖြစ်ပါတယ်။ဒါကိုကြားရှိစုလည်းတင်းရဲ့ခြေနေကိုဘောပေါက်သွားခဲ့ပါပြီ။ထိုးလိုက်တဲ့ဒဏ်အတွက်လည်းပြင်းပြူတဲ့ပြင်သူနဲ့အတူတူဆက်ရှိနေပြီးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ဓာတ်ရံယာကပိုဆိုးလာပြီဖြစ်တဲ့အတွက်ရှိစုလည်းလဲကျလို့သွားခဲ့ပါတယ်။အဲချိန်စိတ်ဖောက်နေတဲ့တီကတော့လက်ပစ်ပုံတစ်ခုကိုထုတ်လာခဲ့ပါတယ်။ကီနိုကတော့တင်းရဲ့လက်ကိုနှမ်းနဲ့လှမ်းပစ်ပေးလိုက်ပြီးစနက်တန်ကလည်းပြုတ်ထွက်သွားခဲ့ရင်ဇလန်းလင်းကလည်းဒီမာရင်ပဲခန်းရမ်းလို့သွားခဲ့ပြန်ပါတယ်။ပိုင်းသုံးရင်းစမှာတော့ကီနိုကအစာအုပ်တစ်ခုရှိရာစီရောက်လာခဲ့ပါတယ်။မျိုးသမီးကတော့ဒါအထိမ့်မတ်စာအုပ်တစ်ခုဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒီအိမ်ပိုင်ရှင်ကြီးကတော့ဒီနိုင်ငံကိုကယ်တင်သွားတဲ့ကြီးမြတ်တဲ့ပို့ကိုကြီးတူပဲဖြစ်ပါတယ်။အဲဒီပို့ကိုကြီးကလည်းကီနိုလိုပဲခီးသွားရင်ဒီနိုင်ငံကြီးကိုရှာတွေ့ခဲ့ပါတယ်။အဲဒီကစလို့သူလည်းဒီနိုင်ငံကြီးရဲ့အလှတရားကိုရင်မှုသွားခဲ့ပြီးခြေချခဲ့တာပဲဖြစ်ပါတယ်။မကောင်းတဲ့ဆိုးဝါးကိုလည်းဖြုတ်ချနိုင်ခဲ့တဲ့ပြင်ထမအောင်ဆုံးသမရကလည်းသူဖြစ်လာခဲ့ပါတယ်။ကီနိုကတော့အိမ်ထဲမှာရှိတဲ့ထိမ့်မတ်ပစ္စည်းတွေကိုစိတ်ဝင်စားနေခဲ့ပါပြီ။ဒါကြောင့်သူကလိုက်ပြဖို့ပြောလိုက်ချိန်မျိုးသမီးကလည်းလိုက်လံပြသဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်ထဲမှာတော့ဘွဲဟုံနေနဲ့ကြီးကားထို့ကစောင့်ကြိုနေခဲ့ပါတယ်။ဒီတိုင်းဆိုရင်ပုံမှန်အိမ်လိုပဲဖြစ်နေတဲ့အတွက်အဖက်ကခန်းကိုတွားကြည့်ဖို့လှုပ်လိုက်ပါတယ်။မျိုးသမီးကလည်းအဲ့ဒီခန်းမှာခီးသွားတော့ကပစ္စည်းတွေကိုတင်ဆက်တာကြောင့်ပြောပြလာခဲ့ပါတယ်။အဲနောက်မှာနှစ်ယောက်သားလည်းခန်းထဲကိုဝင်လာခဲ့ပြီးခေါ်ပြားတစ်ခုကိုပြသခဲ့ပါတယ်။ဘာမှထူးခြားတဲ့ပုံစံပေါက်နေတဲ့အတွက်ကီနိုလည်းအံ့ဩနေခဲ့ပါပြီ။ဟာမစ်ကတော့ဒါချီပါပြီးတူးတဲ့ခေါ်ပြားကြီးပဲဆိုပြီးပြောနေခဲ့ပါတယ်။ဓာတ်တွေကိုပြပြန်တော့လေပွဲစည်းကနေမလာတဲ့ဓာတ်တွေဖြစ်နေပြန်ပါတယ်။ဆိုင်ကယ်ကိုထုတ်ကိုပြလိုက်ချိန်မှာတော့ဘိုက်ကာမန်တီးလိုက်ရပါပြီ။မျိုးသမီးကလည်းဆိုင်ကယ်ကိုပြသဖို့ဆုံးဖြတ်လိုက်ပါတယ်။ကီနိုအတွက်ကတော့ဒါတခြားသူရဲ့ဆိုင်ကယ်ကိုပထမအောင်ဆုံးမြင်မှုတာပဲဖြစ်ပါတယ်။ဆိုင်ကယ်ကအခုချိန်ထိကောင်းသေးကြောင်းနဲ့သမရကြီးရဲ့ကြီးမြတ်မှုကိုပြသဖို့အတွက်အလှသိမ်းလာတာဖြစ်ကြောင်းကိုပါရှင်းပြခဲ့ပါတယ်။ရေလုံးကတော့ဟာမတ်စ်လိုစကားပြောပေမဲ့သမရကြီးတည်သွားပြီးရဲ့ကဆိုင်ကယ်လေးတော်လေးကိုကြေကွဲသွားပုံရပါတယ်။အဲဒီကစလို့စကားပြောတော့တာအခုဆိုရင်နှစ်ပေါင်းများစွာရှိနေခဲ့ပြီပဲဖြစ်ပါတယ်
ဟာမတ်စ်ကခုခံစားမိရဲ့အတွက်မျိုးသမီးကိုခန်းလေးကနေခဏလောက်ထွက်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲလိုနဲ့ဟာမတ်စ်နဲ့ဆိုင်ကယ်ကြီးရဲ့စကားဝိုင်းကလည်းစတင်လို့လာခဲ့ပါတယ်။ဆိုင်ကယ်ကြီးကတော့ဟာမတ်စ်ကိုရမ်းနေသဘောကျနေခဲ့ပါတယ်။သူ့အနေနဲ့ရှောက်သွားချင်ပေမဲ့အခုလိုပိတ်မိနေတာကလည်းငဲပဲဆိုပြီးရင်ပွင့်လာခဲ့ပါတယ်။ဒါရောက်သူကကီနိုကိုခေါ်ထုတ်သွားပေးဖို့အတွက်တောင်းဆိုလာခဲ့ပါပြီ။ကီနိုကတော့ဒါကိုချက်ချင်းပဲငြင်းမေးလိုက်ပါတယ်။ဆိုင်ကယ်ကြီးကိုတက်ခွာတာတွေဖြက်စီးတာတွေခန်းတိုင်းသာလုပ်မယ်ဆိုရင်သူလည်းဝိုင်းရိုက်ခံရပြီးတေသွားနိုင်ပါတယ်။နောက်နေ့မှာတော့ကီနိုလည်းတိုင်းပြည်ရဲ့ကနေထွက်သွားဖို့လုပ်နေခဲ့ပါတယ်။ကောင်လေးပြုတ်ကလည်းသူ့ကိုခီးသွားခြင်းရဲ့ရတာကိုမေးမြန်းလာခဲ့ပါတယ်။သူ့အနေနဲ့တဲကိုကန်းကိုဦးစီးရမှာဖြစ်ပေမဲ့ကောင်လေးကတော့ခီးသွားခြင်းနေခဲ့ပါတယ်။ဒါကြောင့်ကီနိုလည်းဆိုင်ကယ်ကြီးကိုသွားပြီးပြေးဆုံမှုအတွက်ကြံပေးလိုက်ပါပြီ။အဲလိုနဲ့ကီးကိုဆက်ထွက်လာရင်နောက်ထပ်နိုင်ငံတစ်ခုကိုထပ်မံရောက်ရှိလာခဲ့ပြန်ပါတယ်။အဆောင်ကတော့ဒီတိုင်းပြည်ရဲ့ဝင်ပေါက်ရောထွက်ပေါက်ရောကတပေါက်ပဲရှိကြောင်းရှင်းပြလာခဲ့ပါတယ်။ရောက်ချင်းမှာပဲဘဲတွေကပြေးလာပြီးနှုတ်ဆက်ခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့ချစ်သူကိုလည်းတွေးမိသေးလားဆိုပြီးမေးမြန်းလာခဲ့ပါတယ်။ကီနိုကတော့ဘာမှပြောပဲခေါင်းခါပြခဲ့ပါတယ်။အနေကတော့သူ့ရဲ့ချစ်သူကလွန်ခဲ့တဲ့9နှစ်ကခီးသွားရင်ပျောက်ဆုံးသွားခဲ့တာလို့ဆိုပါတယ်။အဲ့ချိန်ကောင်မလေးတယောက်ကလည်းထမ်းမှန်ရောက်ရှိလာပါတယ်။ကောင်မလေးကတော့ဘဲလေးရဲ့အိမ်တော်ရင်းပဲဖြစ်ပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားလည်းပြန်သွားကြပြီးကီနိုကတော့မြို့ထဲကိုရောက်ရှိလာခဲ့ပါပြီ။ခုရောက်နေတဲ့နိုင်ငံကတော့တန်ရောစင်နိုင်ငံတော်ပဲဖြစ်ပါတယ်။နောက်ပြီးဂိတ်ပုံနာကလူရဲ့ကြောင်းကိုလည်းကြားလိုက်ရပါတယ်။လွန်ခဲ့တဲ့9နှစ်ကရေးခင်းနေဖြစ်ခဲ့ပြီးရက်ဆက်တဲ့ဘင်းကြီးကလည်းအုပ်ချုပ်နေခဲ့ပါတယ်။ဘဲကြီးကတော့သူနဲ့အဲလူကရဲသားတွေခေကြောင်ရှင်းပြလာခဲ့ပါတယ်။ရေးခင်းကိုခေါင်းဆောင်နေကြတဲ့လူတွေလည်းဖြစ်ပြီးတော်ဝင်မိသားစုကိုဖယ်ရှားဖို့အတွက်စ조사ခဲ့ပါတယ်။တော်လန်ရင်ကြီးကအောင်မြင်ခဲ့ပေမဲ့မဲကတော့သူ့ရဲ့ချစ်သူကိုဆုံးရှုံးလိုက်ရပါတယ်။ကျောင်းသားတို့သူ့ရဲ့ချစ်သူကတော်ဝင်မိသားစုရဲ့စက္ကန့်သူမင်းသမီးတစ်ပါးဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။အစာပိုင်းမှာတော့လေသမားသမီးလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့မင်းသမီးဖြစ်နေခဲ့ပါတယ်။အဲ့ဒီနေ့ကစလို့ငနေလေစီတူပလက်ကျွတ်ဖြစ်သွားခဲ့ပြီးကိုပိုးထာနဲ့နေတိုင်းကိုဂိတ်ဝမှာလာဆောင်နေခဲ့ပါတယ်။အဲ့လိုနဲ့ကီနိုလည်းနဲရှိယာစီရောက်လာခဲ့ပါတယ်။ငနေကတော့ချစ်သူကိုသွားဆောင်မှုအတွက်ပြေးထွက်သွားခဲ့ပါပြီ။ကောင်မလေးကလည်းသူ့ရဲ့အကြောင်းကိုပြောပြလာခဲ့ပါတယ်။တကယ်တော့ကောင်မလေးကဒီနိုင်ငံရဲ့မင်းသမီးဟောင်းပဲဖြစ်ပါတယ်။သူကတော့တော်လန်ရေးပြီးမှပြလာပေမဲ့ငနေကတော့ကောက်သီးဖြစ်သွားခဲ့ပါပြီ။ဒါရုံမဲ့သူလည်းဆက်ပြီးလိန်နေဖို့အတွက်ဖုံးဖြတ်ခဲ့ပါတယ်။အဲချိန်ငနေကလည်းပြန်အောင်လာခဲ့ပြီးကောင်မလေးကလည်းသူ့ကိုနှစ်သိပ်ပြီးခဲ့ပါတယ်။နောက်နေ့မှာတော့ကီနိုလည်းမျိုးကနေပြန်သွားခဲ့ပါပြီ။နောက်ပြီးငနေကလည်းယူကြီးအောင်စောင်းနေတာကိုတီးလိုက်ရပါတယ်။တစ်ဖက်မှာတော့ကောင်မလေးတယောက်ကိုကလေးတွေကကြော်မကြီးဆိုပြီးဝိုင်းခေါ်နေပါတယ်။ချင်းကျိုးတွေနဲ့ခက်ခံထားရတဲ့ဒီကြော်မလေးကတော့ခြားနိုင်ငံကနေရရှိလာတာပဲဖြစ်ပါတယ်။ငနေရီကတော့ကောင်မလေးကိုထင်လို့နှိပ်စက်နေခဲ့တာပါ။ကောင်မလေးကတော့ဖုံးတော်ကြီးကဆုံးမထားတဲ့အတိုင်းသိငီးခံမှုဆုံးဖြတ်ခဲ့ပါတယ်။နောက်ပြီးသူ့မှာလည်းလက်စားချေကိုစီစဉ်မရှိကြောင်းရှင်းပြခဲ့ပါတယ်။ခေါင်းဆောင်ကတော့လူတွေကိုရမ်းရင်မြော်မှုအတွက်ပြောနေခဲ့ပါတယ်။လူသားဆန်တဲ့လူတွေသာတက်ရှင်နိုင်တဲ့လောကကြီးလို့လည်းပြောပြနေခဲ့တာပါ။ဒါပေမဲ့ကောင်မလေးကတော့အဲ့လိုမြင်မဲ့ကဘာကြီးကိုလှဆင်မှုဆုံးဖြတ်ထားကြောင်းပြန်ပြောခဲ့ပါတယ်။သူ့ကိုတတ်သွားရင်တော့မှပြုံးလေးနဲ့တေပေးမယ်လို့ပြောလိုက်တော့ငဲရီလည်းအံ့ဩသွားခဲ့ရပါပြီ။ဒါပေမဲ့ဖွားကြီးကပါဝိုင်းပြီးကောင်မလေးကိုနှိမ်လာခဲ့ပါတယ်။ခေါင်းဆောင်ကတော့ဒါကိုကြည့်ပြီးစိတ်ပြတ်နေခဲ့ပါတယ်။ဘိုးဘေးတွေရဲ့ပြောစကားရဆိုရင်ကောင်မလေးကကန်ချမာကိုရှုံးပေးလိုက်တဲ့သူဖြစ်ကြောင်းလည်းသိလိုက်ရပါတယ်။ညနေရောက်တော့စော်လေးလည်းအားလုံးနဲ့တူတမင်းစားဖို့လုံးနေခဲ့ပါပြီ။ကောင်မလေးကတော့စိတ်ရှိရဲ့ပင်တွေဖြစ်တဲ့အတွက်မစားဖို့ပြောနေခဲ့ပါတယ်။တောက်ကျိုးတဲ့ကုံတဲ့မိသားစုကတော့အားရပါစားတောက်လိုက်ကြပါတယ်။ဒါရောက်သူလည်းအားလုံးနဲ့တူတေဖို့ဆုံးဖြတ်လိုက်ပြီးစွပ်ပြုတ်ကိုတောက်ဖို့လုံးနေခဲ့ပါပြီ။အဲ့ချိန်ဂေးတလုံးကစွပ်ပြုတ်ကန်ကိုလောက်ထိမှန်ခဲ့ပါတယ်။ဘဲလီကလည်းဝက်လို့စားမဲ့ကောင်မကိုဂဲနဲ့ပေါက်ပြီးဆုံးမတာဆိုပြီးခုံယူနေခဲ့ပါတယ်။အစိတ်ရှိကြောင်းကိုပြောနေပေမဲ့လည်းဂဲနဲ့ပါထပ်ထုခံလိုက်ရပါပြီ။အနေလေးကတော့သူ့ကိုတက်ပြီးဘိုက်ပုတ်ပြစ်မယ်လို့ပါပြောလာခဲ့ပါတယ်။ဒါကိုကျုံးလန့်သွားတဲ့ကောင်မလေးရချက်ချင်းပဲတန်မြဲကြီးနဲ့အော်ချထည့်လိုက်ပါတယ်။အဲ့ချိန်စိတ်ရဲ့စွမ်းတွေကလည်းပြလာတာကြောင့်အားလုံးလည်းကာလာနာတိုက်ပြီးရှော့ကုန်ကြပါပြီ။ခေါင်းဆောင်ကိုတောင်းထားဖို့ပြောပေမဲ့ခေါင်းဆောင်ကတော့အတော်လေးကိုလက်နေခဲ့ပါတယ်
ကောင်းမလေးကလည်းအားလုံးရဲ့တည်ခြင်းကသူ့ရဲ့ပြစ်ပဲဆိုပြီးငိုယိုနေခဲ့ပါတယ်။အဲဒီစာသူ့ကိုတတ်ဖို့ပြောတော့ခေါင်းဆောင်လေး6လုံးမျိုးနဲ့စော်ဝေးဖို့ဆုံးဖြတ်လိုက်ပါပြီ။ဒါပေမဲ့သူထင်တာလို့မဟုတ်ပဲခေါင်းဆောင်ကတော့တော့ကိုဖြုတ်ပေးလာပါတယ်။နောက်ပြီးလက်ကိုကိုင်းတိုင်းလက်ညှိုးကိုမောက်ကလုတ်ပေါ်ကိုတင်ထားတိုင်းလိုက်ပါတယ်။ပြီးရတဲ့သူလည်းစက်နဲ့လက်ကိုလှမ်းယူလိုက်ပြီးကိုယ့်ကိုအဆုံးစီရင်လိုက်ပါတယ်။ခေါင်းဆောင်ကတော့ပြုံးပြုံးကြီးနဲ့ပဲတေဆုံးလို့သွားခဲ့ပါပြီ။အဲ့ချိန်တန်တစ်ခုကထွက်ပေါ်လာခဲ့ပြီးမော်တော်ဆိုင်ကယ်ဇင်းကိုတွေ့လိုက်ရပါတယ်။ဆိုင်ကယ်ကတော့ကောင်မလေးရဲ့လောကကိုချီးကျူးနေခဲ့ပါတယ်။ခုဆိုရင်စိတ်ထားပုတ်တဲ့မိသားစုလည်းတည်သူလည်းပြင်ကိုထွက်ရပြီးမို့ရမ်းနေကျေနပ်နေခဲ့ပါတယ်။အစိတ်ပင်တွေကိုဟင်းချက်ပြီးတောက်ခဲ့တာတွေကိုယ့်ကိုအဆုံးစီရင်တာတွေကကောင်မလေးနဲ့ဆိုင်ညောင်းအောင်လည်းရှင်းပြလိုက်ပါတယ်။အားလုံးကိုကယ်ဖို့တားနေဆိုရင်တော့မှဒီအောက်တန်းစားတွေကကြာဖို့နဲ့ရိုက်မှာဖြစ်တဲ့အတွက်နှားဖို့မလိုကြောင်းအောင်လည်းပြောပြလိုက်ပါတယ်။လူရုံမှာမိသားစုကန်ကုံသွားတာနဲ့မျှတစ်ဖက်မှာလည်းကျွန်မလေးရဲ့ကန်ကောင်းခြင်းတွေကတိုးဝါလို့လာခဲ့ပါတယ်။လွတ်လပ်သွားတဲ့ဘဝကိုလည်းရရှိလိုက်ပါပြီ။ကောင်မလေးကတော့သူ့သူတတ်တည်ဖို့နီးလန်းကိုသာတောင်းဆိုလာခဲ့ပါတယ်။ရှင်တန်တဲ့နေရတည်တာဆုံးသက်သွားခဲ့ရင်တင်ရင်တရားကလည်းလိုလိုရောက်ရှိလာမှာပဲဖြစ်ပါတယ်။ဆိုင်ကယ်ကတော့ tracker မောင်းလေးကိုတင်မေးဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီ။ဒါအပြင်တန်မိုးရှိရာတွေအကုန်လုံးကိုယူပြီးသူနဲ့တူဘွားသစ္စာဖို့အတွက်ပြောနေခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့နာမည်ကိုလည်းမိတ်ဆက်မှာဖြစ်တဲ့အတွက်ကောင်မလေးရဲ့နာမည်ကိုလည်းမေးမြန်းလာခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးမှာနာမည်မရှိကြောင်းကိုသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့ညှောက်သားလဲညှက်နှက်လာပြီးမို့အိယာဝင်မှုဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မှာတော့အခင်းဖြစ်ပွားစီကင်လိုကရောက်လာခဲ့ပါတယ်။စစ်ဆေးကြည့်တော့အားလုံးကတင်နေပြီဖြစ်တဲ့ပြင်စိတ်ပင်တွေကိုလည်းတွေးလိုက်ရပါတယ်။အဲနောက်မှာတော့ကောင်မလေးရဲ့ဓာတ်ပုံဆရာမတယောက်ဖြစ်ရှင်တန်ပြီးနေထိုင်ခဲ့ပါတယ်။ကောင်မလေးရဲ့နာမည်ကတော့ဖိုတိုဖြစ်လာခဲ့ပြီးဇလန်းလေးကဒီမာရင်ပဲခန်းရလို့သွားခဲ့ပြန်ပါတယ်။ပိုင်းလေးစမှာတော့ကီနိုကဟော်လော့တစ်ခုကိုထိုင်စားနေရင်တိတ်ကအကြောင်းတွေကိုမှတ်ရနေခဲ့ပါတယ်။တိတ်မာတော့ကမြို့ရဲကိုကားစင်းကဝင်ရောက်လာခဲ့ပါတယ်။ဘဲလေးကတော့ဝင်ကြီးမာရင်မြို့ကိုအဆင်းမြင့်နေဆိုပြီးချီးကျူးနေခဲ့ပါတယ်။အခုလိုမျိုးနိုင်ငံမျိုးမှာသာဈေးရောက်မယ်ဆိုရင်ထုံးရီဆိုပြီးလည်းပြောနေခဲ့ပါတယ်။မြို့ရဲ့နှံပြားနေရာတွေမှာလည်းရဲမတ်တီမြောက်များကိုတွေ့ရပါတယ်။ဘဲလီကတော့ဒီမျိုးကစစ်တပ်စားရဲတွေကိုနှစတိုးခန့်ထားကြောင်းကိုသိနေခဲ့ပါတယ်။ကောင်မလေးကလည်းဒီနိုင်ငံကိုပေါ်သေးသေးထွက်လို့မရကြောင်းပြောပြလာခဲ့ပါတယ်။များသောအားဖြင့်ဒီနိုင်ငံတွေမှာစစ်တပ်အိုးတွေဆိုတဲ့အရာရှိတတ်ပါတယ်။အဲဒီအိုးတွေကတော့မစိုးရင်ရပေမဲ့အိုးတွေထက်မှရှိတဲ့လူတွေကတော့တော်တော်လေးကိုစိုးရင်ရပါတယ်။ဒါရောက်သူကရင်မျိုးတွေထက်တိုးတိုးတိတ်တိတ်နေဖို့လိုအပ်ကြောင်းပြောပြလိုက်ပါတယ်။ဒီတော့မှဘဲလေးလေးဘောပေါက်သွားခဲ့ပြီးဆီယမကိုဟိုတယ်မှာချပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲလိုနဲ့ဆီယမလေးလေးဟိုတယ်မှာနားနေချိန်ဘဲလေးကိုရဲရီယာဖမ်းသွားခဲ့ပါတယ်။ဘဲလေးကတော့မိုးရစီဝါလက်ကင်နာမှုနဲ့ဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။အာနာပိုင်တွေကချွတ်သူလို့ပြောနေပေမဲ့ဆီယမလေးကတော့သူ့ရဲ့တပည့်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။နောက်ပြီးဘဲလေးရှိမဲ့နေရာကိုမေးတော့မြေအောက်ကထောင်ထဲမှာဆိုပြီးပြောပြလာခဲ့ပါတယ်။ထင်သားရထက်ပိုကြီးရဲ့ရဲစခန်းထဲမှာမြေအောက်ထောင်မှာရှိနေတဲ့အတွက်ဆီယမလေးလည်းအံ့ဩနေခဲ့ရပါပြီ။ထောင်ဝင်းကတော့ဒီနေရာကနန်းတော်ကြီးဖြစ်ခဲ့ဘူးကြောင်းရှင်းပြလိုက်ပါတယ်။ခုချိန်မှာတော့မျိုးမျိုးသောစိုးဝါပွဲတွေအတွက်ဖြစ်လာခဲ့ပေမဲ့ဒီနေရာကိုရဲတွေကပဲဆက်ပြီးချုပ်ကင်ထားကြပါတယ်။ဆီယမလေးကတော့သူတို့ကခီးသွားတွေဖြစ်တဲ့အတွက်ရှော့ရှော့ပုတ်ပုတ်လှုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်ရဲမူကြီးရဲ့ဘောပေါက်သွားချိန်ဆီယမလေးကတော့ရွှေရင်းကားကိုထုတ်ပေးလာခဲ့ပါတယ်။အဲလိုနဲ့ဆီယမလေးလည်းဘဲလေးရှိရာစီရောက်လာခဲ့ပါပြီ။ဘဲလေးကတော့သူကတမင်သက်သက်လက်ထောက်ချခံရမှန်းသိနေခဲ့ပါတယ်။ဆီယမလေးကတော့သူ့မှာတွားကြနိုင်ငံကြီးရှိသေးတဲ့အတွက်မစောင့်နိုင်တော့ကြောင်းပြောလာခဲ့ပါတယ်။ထောင်မိုင်းကြီးကလည်းဘဲလေးရဲ့ဖြစ်ကိုကြည့်ပြီးရည်ချင်နေခဲ့ပါတယ်။ဘဲလေးကတော့သူ့ရဲ့အိတ်ကိုခီးသွားအိတ်ဖြစ်သုံးချဖို့ပြောလာခဲ့ပါတယ်။အဲချိန်ထောင်မှုကတော့ဘဲလေးရဲ့ကြံတဲ့သုံးဆောင်ပစ္စည်းမှန်များကိုတင်ထားခဲ့ပါတယ်။အဲနောက်မှာဆီယာမာလေးလည်းဟိုတယ်ရှိရာစီပြန်လာခဲ့ပါတယ်။ရောက်ချင်းမှာပဲဘဲလေးရဲ့အိတ်ကိုဖွင့်ကြည့်လိုက်တော့လုံးကျန်ရင်ပစ္စည်းချို့ကိုတွေးလိုက်ရပါတယ်။အဲညမှာတော့ဆီယာမာလေးကဝက်စုံပြေးနဲ့ချောင်းနေခဲ့ပါပြီ။ခဏကြာတော့ဆီယာမာလေးလည်းထောင်ရင်းရှိရာစီရောက်လာခဲ့ပါတယ်။အဲချိန်မီးတွေကလည်းထလောင်လာခဲ့တာကြောင့်မြို့လုံးနဲ့ပြာရာတွေခတ်ကုန်ကြပါပြီ။ဆီယာမာလေးကတော့ရဲပုံစံနဲ့ဘဲလေးရှိရာစီရောက်သွားခဲ့ပါတယ်။ဘဲလေးကတော့သူ့ကိုလာကယ်တင်မိတဲ့အတွက်ကျေးဇူးတင်နေခဲ့ပါတယ်။
ဒါကြောင့်ဘယ်ရီလဲရဲပုံစံကိုဝစ်ဆင်လိုက်ပြီး3ရက်လောက်နေနိုင်ငံထဲကထွက်သွားမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဟာမတ်လေးဆီယမလေးရဲ့ skill တွေကိုသဘောကျသွားခဲ့ပါတယ်။ကင်နိုကတော့ဆီယမလေးနဲ့ဘဲလေးရဲ့အံ့ဖွယ်လောက်ရကြီးတစ်ခုကြောင်းရှင်းပြလာခဲ့ပါတယ်။အဲ့ဒါကတော့ထောင်ပေါက်ပေါက်ပြီးချင်းမှတင်ထွန်ပြေးပဲအစားစားနဲ့ရေတွေကိုယူပြီးနိုင်စင်ပေါ်တက်သွားခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးရဲတွေကိုလည်းနိုင်စင်ပေါ်ကနေတူတူပြစ်ခတ်ခဲ့ကြပါတယ်။ဒါပေမဲ့6တွေကြီးပဲပြစ်ခဲ့တဲ့အတွက်အားလုံးလည်းတက်တာရသွားခဲ့ပါတယ်။အဲလိုနဲ့နောက်ပိုင်းမှာတော့နိုင်ငံတွင်းကရဲတွေလည်းဆီယမလေးရဲ့တောင်းဆိုမှုတိုင်းလက်ခံခဲ့ကြရပါတယ်။ဘဲလေးကလည်းသူ့ကိုလက်ထောက်ချခဲ့တဲ့ရဲမှုတွေကိုဒုက္ခိတဖြစ်သွားတဲ့အထိပြုလုပ်နိုင်ခဲ့ပါတယ်။အဲလိုနဲ့တောင်းဆိုမှုတွေကို TV ကနေတဆင့်ပြည်သူတွေကြားတဲ့အထိပါရောက်အောင်ပို့နိုင်ခဲ့ပါတယ်။ဖက်မှာလည်းရဲတွေကနိုင်စင်ကိုဝင်စီးဖို့လုပ်နေခဲ့ပါပြီ။3ရက်နဲ့3ညကြာမြင့်ပြီးသွားချိန်မှာတော့ရဲတွေကစတင်ပြီးလှုပ်ရှားလာခဲ့ပါတယ်။မိယာနဲ့တေတယ်ဆိုတဲ့အရာနဲ့လည်းချင်းချောက်လာခဲ့ကြပါတယ်။ဒါပေမဲ့ဆီယမလေးကတော့နိုင်စင်ပေါ်ကနေနှမ်းနဲ့ထပ်ပြစ်နေခဲ့ပါတယ်။ကြာလာတော့ရဲတွေလည်းဆီယမလေးတို့ရဲ့တောင်းဆိုမှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲတော့မှဆီယမလေးလည်းနိုင်ငံတော်စီကရတဲ့ငွေကြီးနဲ့အေးဆေးပဲလွတ်မြောက်လာနိုင်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့ကီနိုလည်းနိုင်စင်ရှိရာစီရောက်လာခဲ့ပါတယ်။ရောက်ချင်းမှာပဲတွေးလိုက်ရတဲ့ကြောက်တိုင်ကြောင်တွားကြည့်လိုက်မှဆီယမလေးတို့ကိုဂုံမြူထားတဲ့ကြောက်တိုင်ဖြစ်နေခဲ့ပါတယ်။တကယ်တော့ဆီယမလေးတို့ကအကျင့်ပြတ်ချစားနေတဲ့အစိုးရကိုတိုက်ဖြတ်နိုင်တဲ့အတွက်သူငယ်ကောင်းနေဆိုပြီးတင်စားခံခဲ့ရပါတယ်။ခုဆိုရင်ရဲရစီမှာလည်းကျင့်ပြတ်ချစားမှုတွေတော်တော်လေးကိုလျော့နေသွားခဲ့ပါပြီ။ခဏကြာတော့ကီနိုလည်းဖုန်းကြီးကိုနှုတ်ဆက်ပြီးမြို့ထဲကနေပြန်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းရှီဇူးရဲ့ဒဏ်ရာတွေကပြန်လည်သက်သာလာခဲ့ပါတယ်။ဒါရောက်သူကတီးကိုခေါ်ပြီးရေဒီယိုလိုင်းတိုင်းပြည်ရှိရာစီရောက်လာခဲ့ပါတယ်။ရောက်ချင်းမှာပဲသူကရီကူကိုပီဇာကျွေးလိုက်ပြီးတီးကိုလည်းပြောကြရှိကြောင်းပြောလိုက်ပါတယ်။အဲ့ဒါကတော့သူ့ရဲ့ခီးထွက်နေရခြင်းရည်ရွယ်ချက်ကနိုင်ငံပေါင်းစုံကိုမြင်ရအောင်တတ်တတ်ပဲမှုတ်ဘူးလို့ဆိုပါတယ်။တကယ်တော့သူကငိမ့်ညမ်းပြီးခြေချလို့ကောင်းမဲ့တိုင်းပြည်ကိုရှာဖွေနေခဲ့တာပဲဖြစ်ပါတယ်။ဒါရောက်သူကတီးကိုရင်းနိုင်ငံကဆွဲတွေကိုချွတ်ထားဖို့အတွက်ပြောနေခဲ့ပါတယ်။နောက်ပြကြရင်ကျုံးတစ်ပတ်ကိုလိုက်ကြည့်မှာဖြစ်တဲ့အတွက်ဘယ်သူ့ကိုမှထိလိုက်အောင်မလုံးမိစေဖို့ကိုလည်းတောင်းဆိုလိုက်ပါတယ်။အဲလိုနဲ့နောက်နေ့မနက်မှာတော့ကားစီးနဲ့မြို့ရဲကိုပတ်နေကြပါပြီ။ညနေရောက်တော့တိုင်းပြည်ရဲ့အကြောင်းစုံကိုသိလိုက်ရပါတယ်။အခြေအနေရဆိုရင်နိုင်ငံကတော်တော်လေးကိုစင်ပြေတဲ့နိုင်ငံပဲဖြစ်ပါတယ်။ဒါပေမဲ့သိပြီးအားလုံးမရသေးတဲ့အတွက်နောက်ထပ်လေးလာဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။နောက်ရောက်တော့သူတို့လည်းဓာတ်ဆီဆိုင်မှာစီဝင်ပြေးနေချိန်ထူးဆန်းတဲ့လူတစ်ယောက်ကရောက်ရှိလို့လာခဲ့ပါတယ်။တကူလုံးကလည်းသွေးတွေပေနေတဲ့ပြင်ခေါင်းပြက်တစ်ခုကိုပါကင်ထားခဲ့တာကြောင့်အားလုံးလည်းကြောက်လန့်ကုန်ကြပါပြီ။ရှီဇူးကတော့ဓာတ်ကိုထုတ်ပြီးတွန်းလာဖို့အတွက်ပြောနေခဲ့ပါတယ်။ဘေးကတော့တီးစိတ်လွတ်နေခဲ့ပြီးအကုန်လုံးကိုတက်ပြင်းမယ်လို့ကျင်းဝါနေတဲ့အတွက်ရှီဇူးလည်းတအိမ်နဲ့ရိုက်ပေးလိုက်ပါတယ်။အဲလိုနဲ့ရဲရီကလည်းရောက်လာခဲ့ပြီးចောင်းသားတွေအကုန်လုံးလည်းတေကုန်ကြပါတယ်။ရဲမူကြီးကလည်းဒီဖြစ်ပျက်မျိုးက3နှစ်တစ်ခါလောက်ဖြစ်တဲ့ကြောင်းရှင်းပြလာခဲ့ပါတယ်။နောက်ပြီးရေဒီယိုလိုင်းနေကြောင်ဖြစ်တာကိုလည်းသိလိုက်ရပါတယ်။တကယ်တော့ဒါရီအားလုံးကလွန်ခဲ့တဲ့နှစ်တွေတုန်းကစတင်ခဲ့တာပဲဖြစ်ပါတယ်။အုပ်ချုပ်သူတွေကကြော်နေကိုထိန်းချုပ်ဖို့အတွက်ခေါင်းလေးကိုစက်သေးစားလေးတွေထည့်သွင်းမရကနေစတင်လာခဲ့ပါတယ်။အဲဒီစက်တွေကိုနိုးထစီဖို့ရေဒီယိုကင်းဆိုင်စခန်းတွေကလည်းရှိနေပြန်ပါတယ်။တခါတရံမှာထုတ်လွှတ်တတ်တဲ့မကောင်းတဲ့ရေဒီယိုလိုင်းတွေကလူတွေကိုစိတ်ပုတ်သွားစေခဲ့ပါတယ်။တရားခံဘက်ကနေကြည့်ရင်လေသူကနင့်နာသူဖြစ်နေတဲ့အတွက်ပြစ်ပေးဖို့ကလုံးဝဖြစ်နိုင်ခဲ့ပါဘူး။ရှီဇူးကတော့ဒါရီအားလုံးကိုရပ်တန့်စေခြင်းခဲ့ပါတယ်။ရဲရီကတော့သူတို့အနေနဲ့ရေဒီယိုစက်အုံနာကိုကတ်ဖို့ဖြစ်နိုင်တဲ့အတွက်ချိတ်ပိတ်ဖို့သာစဉ်းစားခဲ့ကြပါတယ်။ဒါရောက်ရှီဇူးလည်းကုညီပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲလိုနဲ့ရှီဇူလည်းရေဒီယိုစကန်တွေကိုဖျက်ဆီးမြစ်ဖို့အတွက်ကြောင်းပန်လာခဲ့ပါတယ်။ရီကိုကလည်းသူတို့သာအောင်မြင်လာခဲ့ရင်သူရဲကောင်းဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်။စက်အုံထဲကိုရောက်ရှိလာချိန်မှာတော့ရာအလုံးကပြိုပြက်လို့နေခဲ့ပါပြီ။ဒါရောက်ရှီဇူလည်းတီနဲ့ရီကူတို့ကိုတတ်သိဖြစ်ဓာတ်ပုံရိုက်ပြီးပြန်ယူလာခဲ့ပါတယ်။ဓာတ်ပုံတွေကိုပြလိုက်ချိန်မှာတော့ဦးရင်ဟီတွေလည်းအံ့ဩကုန်ကြပါတယ်။ရှီဇူကတော့ရေဒီယိုတန်လိုင်းရဲ့ထိန်းချုပ်မှုခံရတယ်ဆိုတဲ့ဂျင်းကိုမြုံလို့ဖို့အတွက်ပြောလိုက်ပါတယ်။ဒါအောင်ရှက်သွားတဲ့ဦးရင်ဟီတွေကသူ့ကိုပါရောပြီးထိန်းချုပ်ခံနေရပြီဆိုတာဆွဆွဲလို့လာခဲ့ပါတယ်။ဒါရောက်သူလည်းမှုတ်ဖူးလို့ညင်းနေချိန်ရဲတွေကတော့ဝိုင်းလာခဲ့ပါတယ်။အဲဒီချိန်တန်တစ်ခုကိုကြားလိုက်ရပြီးတင်ရတော့ကလေးတယောက်ကိုပြန်ပြီးဆွဲထားခဲ့ပါတယ်
စနေရီလန်ဖြစ်တော့တဲ့အတွက်ကလင်းနဲ့ချင်းချောက်ပြီးသူတို့ကိုလွှတ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အဲလိုနဲ့ရှီဇူးတို့လည်းစောင့်တိုးသားတွေလက်ကနေပြန်လွတ်လာခဲ့ကြပါတယ်။နောက်နေ့မှာတော့တီလည်းအိယာကနေနိုးလာခဲ့ပါပြီ။ရီကူကတော့ရှီဇူးကအပြင်မှာပတ်စံသွားရှာနေကြောင်းရှင်းပြခဲ့ပါတယ်။တီကတော့ဘာမှပြောပဲရင်းကူကိုဖတ်ထားခဲ့ပါတယ်။ breakfast စားချိန်မှာတော့ပြားရည်တွေကိုဒီတိုင်းစားဖို့လုပ်နေတဲ့အတွက်ရီကူကလည်းတားနေရပါတယ်။အဲလိုနဲ့မြောက်သားလည်းအပြင်ကိုထွက်လာကြပြီးလေကွင်းတွေရှိရာစီခြေဆိုင်ခဲ့ကြပါတယ်။ဒီကတော့ကလေးဆန်စွာနဲ့ပဲသူ့ရဲ့ရိတ်ကိုသူလိုက်နေနေခဲ့ပါတယ်။ညရစားချိန်မှာတော့တီကခရိုဇန်ပါမွန်ကိုပြားရည်တုပ်ပြီးရီကွန်းကိုကျွေးနေခဲ့ပါတယ်။ခဏကြာတော့တီလည်းအိပ်ပျော်သွားခဲ့ပြီးရီကွန်းကလည်းနှေကောင်ဖြစ်ပျက်ခဲ့မြတွေကိုပြန်ပြောပြနေခဲ့ပါတယ်။ရှီဇူးကတော့တီရဲ့ရင်ပါလာမှုကိုမြင်ပြီးကျေနပ်လို့နေခဲ့ပါပြီ။နောက်နေ့မှာတော့သူတို့ရဲ့ခီးစဉ်ကြီးကိုပြန်လည်စတင်ခဲ့ကြပြီးဇလန်းလေးကဒီမာရင်မဲ့အခန်းရံလို့တွားခဲ့ပြန်ပါတယ်။အပိုင်း9ရဲ့စမှာတော့ဓမြရီကရှီဇူရိုရဲ့ကောက်နှက်နဲ့ပြစ်ဖို့အတွက်ကြံစီနေခဲ့ပါတယ်။ခေါင်းဆောင်ကတော့ရှီဇူရိုရဲ့ပုံစံကိုကြည့်ပြီးအားနေမယ်လို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့တင်းရဲ့လက်ထဲကဘုံအမြင်ပြီးခေါင်းဆောင်လည်းထိတ်လန့်လို့တွားခဲ့ပါပြီ။ဒါကြောင့်သူကချက်ချင်းပဲတပည့်ဖြစ်သူကိုရှီဇူရိုရဲ့ကောက်တောင်းရှုပ်ဖို့အတွက်သတိပေးလိုက်ပါတယ်။ညနေရောက်တော့ဓမြရီလည်းဆိုင်ရယ်စည်းကိုထပ်မံတွေ့လိုက်ရပါတယ်။ဖြစ်ချင်တော့အဲ့ဒါကကီနိုနဲ့ဟာမတ်စ်ဖြစ်နေခဲ့ပြီးလက်ထောက်ကလည်းကုံမလေးပဲဆိုပြီးအံ့ဩနေခဲ့ပါတယ်။ခေါင်းဆောင်ကတော့ဒီတစ်ခါမှလည်းတွားပြီးရှုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ကျောင်းကတော့ခုလိုမျိုးတယောက်တည်းခီးထွက်နေတဲ့သူတွေကအန်ရရမ်းများတာကြောင့်ပဲဖြစ်ပါတယ်။ပုံစံကနူးညံ့လိုမျိုးရှိပေမဲ့လောက်ကျန်တက်ဖြတ်ရေးသမားနဲ့လေတူနေပြန်ပါတယ်။ဒါကြောင့်ပဲခေါင်းဆောင်ကပြစ်မှတ်ထားတဲ့လူရဲ့ပုံစံကိုရှင်းပြခဲ့ပါတယ်။ဓမြရီတွက်ကတော့ခွန်အားကြီးတဲ့သူတွေကိုအားကိုးရတဲ့သူတွေကသာပြစ်မှတ်ပဲဖြစ်ပါတယ်။အဲလိုနဲ့ခေါင်းဆောင်ကြီးလည်းအတိတ်ကချိန်ကိုပြန်လည်ရောက်ရှိသွားပါတယ်။အတိတ်မှာတော့ကသူတို့ကဆီယမလေးရဲ့ကားကိုမြတိုက်ခဲ့ဦးပါတယ်။ဒါပေမဲ့တစ်ဖွဲလုံးပဲပြန်တိုက်ခံလိုက်ရပြီးခေါင်းဆောင်ကလည်း trauma ပေါင်းများစွာကိုရရှိသွားခဲ့ပါတယ်။ပြောနေတော့မှပဲထောက်လာတဲ့အတွက်လက်ထောက်လေးဘာလို့ဝမှန်းမသိဖြစ်သွားခဲ့ပါပြီ။အဲချိန်ကီနိုတို့ကတော့မြို့ထဲကိုရောက်ရှိလာခဲ့ပါတယ်။အဖိုးကြီးကလည်းသူတို့ကိုဒီနိုင်ငံရဲ့စနစ်ကြောင်းကိုရှင်းပြခဲ့ပါတယ်။ဒီနိုင်ငံမှာကကိုချင်းတရားကောင်းရုံနဲ့နေထိုင်ခွင့်ကိုရရှိကြပါတယ်။ဥမာအားဖြင့်ကိုဖတ်တဲ့စာအုပ်ကိုကလေးတွေအတွက်လှူဒါန်းလိုက်တာမျိုးပဲဖြစ်ပါတယ်။နှစ်စဉ်ငွေရဲ့အချိုးစားပေါ်မူတည်ပြီးလှူဒါန်းတဲ့မာနနဲ့အဲလူရဲ့ကိုချင်းတရားကိုတိုင်းတာကြပါတယ်။ဒါပေမဲ့ကိုညီတဲ့ပုံစံပေါ်မူတည်ပြီးအမှတ်ပေးတဲ့ပုံကလည်းကွာဟလွန်လာပါတယ်။ကျောင်းကတော့လူတိုင်းသာလူကောင်းဆိုရင်ချမ်းသာတဲ့လူတွေကိုပဲလူတွေကလူကောင်းထင်သွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ပြောရရင်ဒီနိုင်ငံမှာကလူဖွဲ့စည်းအတွက်အကျိုးပြုတဲ့သူတွေပဲမှတ်ပုံတင်အောင်ရရှိကြတာဖြစ်ပါတယ်။ဒေါ်ဆာမှုနဲ့လူသက်မိတာကလွဲရင်ကျန်တာတွေအားလုံးကအမှတ်တွေကိုပြန်နှုတ်သွားနိုင်တဲ့စီးမြင်နေပဲဖြစ်ပါတယ်။အဲထဲမှာအနှုတ်ပြသွားတဲ့ကပ်ပြားတဲ့လူတွေကတော့ထောင်ထဲကိုသွားကြရပါတယ်။ကဲတော့ဒီဖိုးကြီးကဒီနိုင်ငံရဲ့သမ္မတကြီးလည်းဖြစ်နေပြန်ပါတယ်။ဒါကြောင့်ပဲသူ့မှာအမှတ်ပေါင်းများစွာရှိနေပြီးပြောရမယ်ဆိုရင်လူတယောက်ကိုယ်တော်မှအေးစေးတတ်နိုင်နေခဲ့ပါပြီ။နောက်ပြီးသူကလူတယောက်ကိုတတ်ဖူးခြင်းတဲ့အတွက်ဒီမတ်တွေကိုစုဆောင်းထားခဲ့တာပဲဖြစ်ပါတယ်။ပြောနေရင်မှာပဲထဖောက်လာတဲ့ဖိုးကြီးကကီနိုနားကိုကတ်လာခဲ့ပါတယ်။ဒါပေမဲ့ကင်နာရဲ့လက်ကိုမြင်ပြီးစီစဉ်နေအားလုံးကိုလက်လျှော့လိုက်ရပါတယ်။အဲလိုနဲ့ဖိုးကြီးလည်းညနေရောက်တဲ့အထိဘယ်သူ့ကိုတတ်လို့တတ်အမှန်မသိကြောင်ပြောက်သွားခဲ့ပါတယ်။နောက်ခန်းမှာတော့ချက်ပြုတ်နိုင်ငံကစဖိုမှုတွေကချက်ကြီးပြောက်လာမယ်ကိစ္စနဲ့ပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့အဲဒီချက်ကြီးကအမြဲတမ်းလိုရုပ်ဖြတ်ထားတာကြောင့်စုံစမ်းမှုပဲဆုံးဖြတ်လိုက်ပါတယ်။အဲလိုနဲ့ကီနိုစီကိုရောက်လာခဲ့ပြီးချက်ကြီးဆိုပြီးထင်နေကြပါပြီ။ဒါလောက်ကီနိုလည်းခက်တီတီနဲ့ဟင်းမွေးတစ်ခုကိုချက်ပြုတ်ပေးလိုက်ပါတယ်။စားကြည့်လိုက်ချိန်မှာတော့ရလာကအရက်ဆက်နေတဲ့အတွက်ဘယ်လီလဲပလက်တွေပါလန်သွားခဲ့ရပါတယ်။အဲလိုနဲ့နှစ်ယောက်သားလည်းဆက်ထွက်လာခဲ့ရင်ချက်ပြုတ်နိုင်ငံရဲ့အကြောင်းကိုပြောဆိုနေပါတယ်။တစ်ဖက်မှာလည်းကီနိုရဲ့ spicy ကြက်ကြော်ကရမ်းအောင်ပေါက်သွားခဲ့ပါပြီ။ဒါပေမဲ့ကလင်းတွေကစားမရတဲ့အတွက်ချက်ကြီးကချိုရတာကိုထုတ်ပေးဖို့အတွက်ကြံစီခဲ့ပါတယ်။အဲချိန်ရှီဇူးကလည်းချက်ပြုတ်နိုင်ငံရှိရာစီရောက်လာခဲ့ပါတယ်။ရောက်ချင်းမာတွေမိတ်ဆက်လာတဲ့ကီနိုကြက်ကြော်ဆိုတာကြောင့်ရှီဇူးတို့လည်းအံ့ဩသွားခဲ့ရပါပြီ။အဲလိုနဲ့မြို့ထဲကိုဆက်ထွက်လာကြရင်ဆူတောင်းပြေဘိုးဘိုးကြီးကိုတွေ့လိုက်ကြရပါတယ်။ရှီဇူးကတော့လာဝကကိုသွားမှာဖြစ်တဲ့အတွက်တင်းကိုပဲဆူတောင်းပြီးနေခဲ့ဖို့အတွက်မှားထားခဲ့ပါတယ်
ဆူတောင်းကိုဖတ်ကြည့်ချိန်မှာတော့အားလုံးရဲ့ဆန္ဒတွေကိုပြင်းဝစေခြင်းနဲ့ဆူတောင်းစာရွက်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အားလုံးလည်းတင်းရဲ့စိတ်ထားလေးကိုသဘောကျသွားခဲ့ပါတယ်။အဲဒီချိန်ကီနိုကတော့အမှတ်တရတိုင်းပြည်ရှိရာစီရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဝင်ကြီးမှနေပြန်ထွက်မိသွားတာကြောင့်ကီနိုလည်းအံ့ဩလို့သွားခဲ့ပါပြီ။ ဟာမစ်ကတော့ပုံမှန်တိုင်း3ရက်တိနိုင်ငံထဲမှာနေခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။အားလုံးကိုသိရဖို့ဆိုရင်ဆိုင်ကယ်ရဲ့စာကိုဖတ်ကြည့်ဖို့အတွက်ပြောလိုက်ပါတယ်။ဂေရိုကီနိုကအမှတ်တရတိုင်းပြည်ရဲ့စာချုပ်မှာလက်မှတ်ရေးထိုးခဲ့တာပဲဖြစ်ပါတယ်။အဲဒါကတော့တိုင်းပြည်တွေကထွက်တာနဲ့ဒီနိုင်ငံရဲ့မှတ်တရတွေအားလုံးကိုမေ့သွားမှာပဲဖြစ်ပါတယ်။နောက်ပြီးနိုင်ငံတွေကလူတွေနဲ့တွဲရိုက်ထားတဲ့မှတ်တရဓာတ်ပုံကိုပါမြင်လိုက်ရပါတယ်။အဲလိုနဲ့မြောက်သားလေးဆက်ထွက်လာကြရင်ကျင်နာမှုနိုင်ငံကိုရောက်လာကြပါတယ်။ရောက်ချင်းမှရင်မြင်လိုက်ရတဲ့လူအုပ်ကြီးကြောင့်ကီနိုလည်းဘာပြောရမှန်းမသိဖြစ်နေခဲ့ပါတယ်။ဆာကူရာဆိုတဲ့ကောင်မလေးကလည်းလောင်းနှုတ်ဆက်ခဲ့ပါတယ်။ဆာကူရာကတော့သူမရဲ့မိဘတွေကဟိုတယ်ဖွင့်ထားတဲ့အတွက်လိုက်ခဲ့ဖို့ပြောလာခဲ့ပါတယ်။အဖေကတော့ဟိုတယ်ပိုင်ရှင်ဖြစ်ပြီးအမေကတော့ဟိုတယ်မန်နေဂျာဖြစ်တဲ့အတွက်အကောင်းဆုံးခန်းကိုစီစဉ်ပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲလိုနဲ့ဟိုတယ်ရဲ့အကောင်းဆုံးခန်းထဲမှာနေထိုင်ခွင့်ကိုရရှိခဲ့ပါတယ်။အဲတော့မှနှက်ကိုရှိုင်းမှုအတွက်ဆိုင်မှာသွားပြီးအပ်ထားခဲ့ပါတယ်။ဟောပြောပွဲကိုရောက်လာပြန်တော့လေအားလုံးကနွေးနွေးထွေးထွေးနဲ့ကြိုဆိုခဲ့ပြန်ပါတယ်။ဟောပြောပွဲနဲ့တရုတ်ပြပွဲမှာတော့နှင်ထုတ်ခံလိုက်ရတဲ့တိုင်းပြည်ကလူတွေအကြောင်းတရုတ်ဖော်ပြသခဲ့ကြပါတယ်။တကယ်တော့ဒါရီအားလုံးကကျင်နာမှုနိုင်ငံကြီးရဲ့အစပြုလာရတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။တရုတ်ပြပွဲပြီးမှာတော့ဘာဘီကျူးပွဲတော်ကြီးကိုဆက်လက်ကျင်းပခဲ့ပါတယ်။ဟာမစ်ကတော့ကီနိုရဲ့ပုံစံကိုကြည့်ပြီးကျေနပ်နေခဲ့ပါတယ်။အကယ်၍ဒီတိုင်းကင်မယ်ဆိုရင်အညော်တွေကတ်သွားနိုင်တဲ့အတွက်အေပရွန်တစ်ခုကိုလည်းထပ်မံဝတ်ဆင်ခဲ့ပါတယ်။နောက်နေ့မနက်မှာတော့နှက်ကိုသွားရွေးခဲ့ပြီးဆီယမရဲ့ကြောင်းကိုလည်းကြားလိုက်ရပါတယ်။နောက်ပြီးနှက်ပုံးတစ်ခုကိုလည်းထပ်မံလက်ဆောင်ရရှိခဲ့ပါတယ်။ဆန်ရှင်ကတော့ဒီနှက်ကိုကီနိုအတွက်လက်ဆောင်ပေးခြင်းနေခဲ့တာပဲဖြစ်ပါတယ်။ဒါရောကီနိုလည်းလက်ခံလိုက်ပြီးဆိုင်ထဲကနေပြန်ထွက်လို့လာခဲ့ပါပြီ။ဆာကူရာကတော့ပြန်မြင်ချိန်မှလိုက်ပို့ခြင်းနဲ့နေရာရှိကြောင်းပြောလာခဲ့ပါတယ်။အဲလိုနဲ့နှစ်ယောက်သားလည်းမြို့ရဲ့အမြင့်ဆုံးနေရာကိုရောက်လာကြပါတယ်။ရောက်ချင်းမှတင်လှပတဲ့ရှုခင်းကြီးကကြိုဆိုနေတဲ့အတွက်ကီနိုလည်းအံ့ဩလို့သွားခဲ့ပါပြီ။ဆာကူရာကတော့သူ့ရဲ့အိမ်မက်တီအကြောင်းပြောပြလာခဲ့ပါတယ်။ကြီးလာရင်အဖေနဲ့မေရဲ့ဟိုတယ်ကိုဆက်ခံပြီးလမ်းပြကောင်းတယောက်ဖြစ်လာခြင်းကြောင်းလည်းရင်ဖွင့်လာခဲ့ပါတယ်။ကီနိုနဲ့ဟာမစ်ကတော့ဆာကူရာရဲ့အိမ်မက်လေးကိုသဘောကျနေခဲ့ပါတယ်။ဆာကူရာရဲ့အိမ်မက်ကတော့အမတ်တရနိုင်ငံတော်ကြီးကိုဒီထက်ပိုပြီးအလှဆင်သွားနိုင်မှာပဲဖြစ်ပါတယ်။ညတော့နှစ်ယောက်သားကကော်ဖီဆိုင်ထိုင်နေရင်ကီနိုရဲ့ခီးသွွားအိမ်မက်တီအကြောင်းမေးမြန်းလာခဲ့ပါတယ်။ဒါကြောင့်ကီနိုကသူ့ရဲ့ခံယူချက်အကြောင်းရှင်းပြလိုက်ပါတယ်။ကီနိုကတော့ခီးတွေကိုဘလောက်ပဲခက်ခဲရှိသွားနေရုံမှာပဲဖြစ်ပါတယ်။အဖေနဲ့မိကလည်းဆာကူရာကိုကီနိုလိုခီးသွွားဖြစ်လာခြင်းနဲ့ဆိုရင်လိုက်သွားဖို့အတွက်ခွင့်ပြုခဲ့ပါတယ်။နောက်နေ့မှာနှစ်ယောက်သားကမင်္ဂလာပွဲကိုရောက်နေကြပါတယ်။သူတို့နိုင်ငံမှာကတော့ဒိုသမီကပြစ်ပေးတဲ့မျိုးစေ့ကိုရရှိသူကအနာဂတ်မှာပျော်ရွှင်ရတဲ့ဒိုသမီလေးဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။အဲနောက်မှာတော့ကီနိုလေးတိုင်းပြည်ရဲ့ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါပြီ။ညတော့ကီနိုတယောက်အိမ်ယာကနေလန်နိုးလာခဲ့ပါတယ်။မကောင်းတဲ့ခံစားချက်ကိုရနေတဲ့အတွက်သတိထားဖို့ပြောတော့ဟာမစ်လည်းအံ့ဩနေခဲ့ရပါပြီ။အဲဒီချိန်အုံးနဲ့ဆိုတဲ့အတန်နဲ့အတူမီးတောင်ကြီးကလည်းပေါက်ကွဲလို့လာခဲ့ပါတယ်။နောက်ပြီးလှမ်းမြင်နေရတဲ့အမှတ်တရမျိုးလေးလည်းချိုရီရီကြားမှာပျက်စီးလို့သွားခဲ့ပါတယ်။မနက်ရောက်တော့ကီနိုလည်းမုံလို့ထဲမှာပါတဲ့စာရဆောင်ကိုတွေ့လိုက်ရပါတယ်။တကယ်တော့သူတို့အားလုံးကအခုလိုဖြစ်လာမယ်မှအစောရင်းကကြိုသိခဲ့ရပါတယ်။ဒါပေမဲ့သူတို့လိုဒီနိုင်ငံမှာပဲကြီးပြင်းလာသူတွေအတွက်အမှတ်တရရှိတဲ့ဒီနိုင်ငံလေးတွင်းမှာပဲတည်ဖို့ကိုရွေးချယ်ခဲ့ပါတယ်။အရင်တော့ကတော့သူတို့ကရိုင်းဆိုင်ခဲ့ပေမဲ့လက်ရှိချိန်မှာတော့အတော်လေးကိုနူးညံ့လို့နေခဲ့ပါပြီ။ဒါကြောင့်ပဲကီနိုရောက်လာချိန်မှာအားလုံးရဲ့ဆက်ဆံရေးတွေကရမ်းကိုနှွေးခွေးလုံးခဲ့တာပဲဖြစ်ပါတယ်။အကြောင်းကတော့သူတို့နိုင်ငံရဲ့ပုံရိပ်ကိုအမြဲတမ်းလိုမှတ်ရစေချင်တာကြောင့်ပဲဖြစ်ပါတယ်။ကီနိုကတော့သူတို့နိုင်ငံကြီးပျက်စီးခင်3ရက်လိုမှလာရောက်လေပတ်သွားတဲ့ဦးရဲသောဧည့်သည်ပဲဖြစ်ပါတယ်။ဆာကူရာကိုထည့်ပေးဖို့အတွက်ကြံစီခဲ့ပေမဲ့ဆာကူရာလေးကလည်းတေဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်။ဒါကြောင့်ကီနိုလည်းတုံလေးကိုဝမ်းနေသွားခဲ့ပြီးဇလန်းလေးကဒီမာရင်ပဲခန်းရလို့သွားခဲ့ပြန်ပါတယ်။ပိုင်းချောင်းရဲ့စမှာတော့ကီနိုတယောက်နေရဲနေတဲ့ပန်းကြီးတစ်ခုလေးကိုရောက်နေခဲ့ပါတယ်
ကီနိုကူရောက်ရှိနေတာကတော့ရွေရောက်သူများရဲ့နိုင်ငံပဲဖြစ်ပါတယ်။အဲလိုနဲ့တိတ်ကိုပြန်ရောက်သွားခဲ့ပြီးကီနိုရဲ့ငယ်ဘဝကိုပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။အဲတော့ကကီနိုလည်းသက်17ရွယ်သာရှိသေးပြီးကီနိုဆိုတဲ့ခီးသွွားမျိုးသားတဦးနဲ့တွေ့ဆုံခဲ့ပါတယ်။မျိုးသားကတော့သူ့ကိုဈေးပေါ်ပြီးနေလို့ကောင်းတဲ့တဲခိုခန်းကိုမေးမြန်းလာခဲ့ပါတယ်။ဒါကြောင့်ကီနိုလည်းဖေနဲ့မေစီကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါပြီ။မျိုးသားကတော့သူ့ကိုကူညီပေးတဲ့အတွက်ကျေးဇူးတွေတင်နေခဲ့ပါတယ်။တရားမှာတော့ကီနိုလည်းနိုးလာခဲ့ပြီးမျိုးသားကိုနှုတ်ဆက်နေခဲ့ပါတယ်။မျိုးသားကတော့ခြံဝင်းထဲမှာဆိုင်ကယ်ကိုပြင်နေခဲ့တာပါ။အစကတော့သူ့ကိုရောင်းဖို့ပြောပေမဲ့ပိုင်ရှင်တွေကလက်ကားပေးလိုက်တဲ့အကြောင်းကိုလည်းသိလိုက်ရပါတယ်။ဒါကြောင့်ကီနိုလည်းအောက်ကိုဆင်းသွားပြီးဆိုင်ကယ်ရဲ့အကြောင်းကိုတွားမေးမြန်းနေခဲ့ပါတယ်။အမျိုးသားကတော့ဆိုင်ကယ်ရီနဲ့လူတွေကြားမှာလှုပ်ထားတဲ့ဂရီရရှိကြောင်းပြောပြလာခဲ့ပါတယ်။အဲဒါကတော့လူတွေကပြေးနိုင်တဲ့အတွက်ဆိုင်ကယ်ရဲ့ကူညီကိုယူကြရပါတယ်။အဲဒီစာလူတွေကဆိုင်ကယ်ရီရဲ့လက်ကင်တွေကိုထိမ့်မိရပါတယ်။အဲဒါကပဲဆိုင်ကယ်နဲ့လူတွေကြားချင်းချင်းကူညီမှုကိုဖြစ်လာစေခဲ့ပါတယ်။နောက်ပြီးအခုဆိုင်ကယ်လေးမှာလည်းနာမည်မရှိသေးကြောင်းသိလိုက်ရပါတယ်။ဒါကြောင့်ကီနိုလည်းဆိုင်ကယ်လေးကို Hermes ဖြစ်ခေါ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီ။မျိုးသားကလည်း Hermes ဆိုတဲ့နာမည်လေးကိုတော်တော်လေးသဘောကျသွားခဲ့ပါတယ်။အဲလိုနဲ့မြောက်သားကထိုင်ပြီးစကားပြောကြရင်မျိုးသားရဲ့လောက်ကင်ကိုတီးလိုက်ရပါတယ်။မျိုးသားရဲ့လောက်ကင်ကတော့ဂူတော်ခီးသွားခြင်းပဲဖြစ်ပါတယ်။နောက်ပြီးဘက်ခါကျရင်ကီနိုရဲ့ခွဲစိတ်မှုရှိကြောင်းကိုလည်းကြားလိုက်ရပါတယ်။တကယ်တော့ဒီမျိုးမှာကအသက်ဆက်နဲ့ကြော်လာတဲ့သူတိုင်းခွဲစိတ်မှုကိုပြုလုပ်ကြရပါတယ်။အဲဒါကတော့အုံနှုတ်ထဲမှာရှိတဲ့ကလေးဆိုတဲ့အတီတရားကိုဖယ်ပြစ်လိုက်တာပဲဖြစ်ပါတယ်။အဲဒါတိုင်ငင်တပတ်လူကိုတော့အဆုံးသက်ပတ်ဆိုပြီးခေါ်ကြပါတယ်။အဲဒီရပိုင်းဒီမှာကလေးတွေအနေနဲ့လွတ်လွတ်လပ်လပ်ပတ်ဝန်းကျင်ကိုခံစားခွင့်ရရှိကြတဲ့အပြင်ဆိုးရကပေးတဲ့ special ချိုချင်တွေကိုလည်းရရှိကြပါတယ်။မျိုးသားကတော့တာကိုကြားပြီးအံ့ဩလို့နေခဲ့ပါပြီ။နောက်ပြီးဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ဘောကြတဲ့အရာနဲ့အတန်မွေးဝမ်းကြောင်းပြုဖို့အကြံပေးလာခဲ့ပါတယ်။သူဆိုရင်ခီးသွွားဆိုပေမဲ့လမ်းမှာတွေ့တဲ့ဆေးမင်းတွေကိုပြန်ရောင်းပြီးတက်ရှင်နေခဲ့ပါတယ်။ဒါရောက်သူကကီနိုရဲ့ဝါသနာကိုမေးလိုက်တော့ချင်းဆိုတာမှန်သိလိုက်ရပါတယ်။တချင်းဆိုပြလိုက်ချိန်မှာတော့ကီနိုရဲ့တန်ရမ်းအောင်လှုပ်ကောင်းနေတဲ့အတွက်မျိုးသားလေးအံ့ဩလို့သွားခဲ့ပါပြီ။ကီနိုကတော့သူကစူရုံဖြစ်နိုင်ကြောင်းရှင်းပြခဲ့ပါတယ်။အကြောင်းကတော့သူတို့နိုင်ငံမှာမိဘတွေရဲ့အလုပ်ကိုင်ကိုကလေးတွေကစက်ခံကြရတာကြောင့်ပဲဖြစ်ပါတယ်။နောက်နေ့မှာတော့ကီနိုကိုခွဲစိတ်ဖို့အတွက်ဆိုးရကလာခုန်နေခဲ့ပါပြီ။ကီနိုကတော့ခွဲစိတ်မှုမလုပ်ချင်တော့တဲ့အတွက်အခြားနည်းလမ်းကိုသာတောင်းဆိုခဲ့ပါတယ်။ဒါကိုပောက်ကွဲသွားတဲ့မိဘတွေကကီနိုကိုစောက်ဦးမှဆိုပြီးဝမ်းကျိန်စေနေကြပါတယ်။ဒါအပြင်လာခေါ်တဲ့လူကြီးတွေကိုပါပြန်တောင်းပန်လိုင်းနေခဲ့ပါတယ်။နောက်ပြီးဒီလိုမျိုးစောက်ဦးတွင်းခုံမျိုးကိုခီးသွွားကောင်ကထည့်ပေးသွားတာဆိုပြီးအော်ဟစ်လို့နေခဲ့ပါပြီ။သူ့ရဲ့လောအပ်အတွက်တောင်းပန်ခိုင်းပေမဲ့မျိုးသားကတော့ခက်တီတီပဲထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နိုင်ငံတစ်ခုမှာ3ရက်ပေးနေတာကသူ့ရဲ့ထုံးစံဖြစ်တဲ့အတွက်ကီနိုကိုလည်းနှုတ်ဆက်လိုက်ပါတယ်။အဲချိန်ဘဲကြီးကကီနိုကိုရှင်းပြဖို့အတွက်ကြံစီလာခဲ့ပါတယ်။ဒါကြောင့်မျိုးသားလည်းဂျားကနေဝန်ခံမေးလိုက်ပြီးကီနိုကတော့ဒီမြင်ကွင်းကိုမျက်လုံးနဲ့လိုက်ပြီးမှတ်သားနေခဲ့ပါတယ်။အဲချိန်ဟာမစ်ကလည်းစကားထပြောလာခဲ့ပါတယ်။မသေးရင်ဒီနိုင်ငံကထွက်သွားဖို့နဲ့သူ့ကိုခွာပြီးလီဗာဆွဲဖို့အတွက်ဆုံးဖြတ်ခံလိုက်ပါတယ်။အဲလိုနဲ့ဆိုင်ကယ်ပေါ်တက်ဂီယာချိန်ပြီးမြို့ထဲကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဲလိုမှညှောက်သားလည်းအနီရောင်ပန်းကြီးရှိရာစီရောက်လာခဲ့ပါတယ်။ဟာမစ်ကလည်းကီနိုကိုသူ့ရဲ့သခင်သိပ်ဖြစ်သတ်မှတ်ခဲ့ပါတယ်။မူရင်းကီနိုကတည်ဆုံးသွားပြီဖြစ်တဲ့အတွက်လက်ရှိကီနိုကသာသူ့ရဲ့လက်ရှိပိုင်ရှင်ဖြစ်လို့လာခဲ့ပါပြီ။နောက်တစ်ခါမှာတော့ကီနိုတယောက်သူ့များရဲ့ရေမြင်ရှိရာစီရောက်လာခဲ့ပါတယ်။ဟာမစ်ကတော့သူ့ကိုဆိုင်ကယ်မောင်းရင်အိမ်လိုက်ဖို့အတွက်ပြောနေခဲ့ပါတယ်။အဲချိန်သိုးတွေကိုတွေးလိုက်ရတာကြောင့်ကီနိုလည်းအံ့ဩလို့သွားခဲ့ပါပြီ။ဆိုင်ကယ်တန်ကြောင့်နိုးလာတဲ့သိုးတွေကတော့ကီနိုရှိရာစီအုံလိုက်ကြီးဆင်းချလာခဲ့ပါတယ်။အခန်းသိရင်တိုက်ခိုက်လာနိုင်တာဖြစ်တဲ့အတွက်ကီနိုလည်းထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရှေ့မှာထပ်ပိတ်နေတဲ့သိုးကိုကြီးကြောင့် break ကိုခတ်တင်းနေမဲ့ဆွဲထားပေးလိုက်ပါတယ်။နောက်ပြီးထွက်ပြေးဖို့လမ်းမရှိတော့တဲ့အတွက်လွင်မြင်ပေါ်ကိုပဲဥတီဖို့ဖြစ်လာခဲ့ပါတယ်။လိမ့်ဆန်နေနဲ့ပတ်သက်ပြီးကြောက်စရာတွေကြုံခဲ့ဘူးပေမဲ့သိုးရီနေကတော့ဒါပထမဦးဆုံးပဲဖြစ်ပါတယ်။တောင်းပန်မှုတွေးမိပြန်တော့လေနောက်ကလိုက်လာတဲ့သိုးကိုကြီးကလူစကားကိုနားမလည်တဲ့အတွက်ကြက်ရိုက်နေခဲ့ပါတယ်။ရွေးစုံစိုက်စုံပါတဲ့ဖိုက်တာသိုးကိုကြီးကလည်းချီတက်လို့လာခဲ့ပါပြီ
ဖြစ်ချင်တော့လမ်းရလေးဆုံးသွားခဲ့ပြီးကြောက်ကမ်းမကိုရောက်ရှိသွားကြပါတယ်။ခုံကျော်ဝုတ်ကလည်းဖြစ်နိုင်တဲ့အတွက်ကြောက်တဲကိုဆင်းသွားဖို့ပဲဆုံးဖြတ်လိုက်ပါပြီ။ ဟာမစ်ကတော့သူ့ကိုရေစီးကြောင်းလမ်းတိုင်းရှောက်သွားဖို့အကြံပေးခဲ့ပါတယ်။ဒါကြောင့်ကီနိုလည်းလက်ကဲကိုဆွဲပြီးထွက်သွားဖို့လုပ်ခဲ့ပါတယ်။ ဟာမစ်ကတော့သူကအေးဆေးဖြစ်တဲ့အတွက်နောက်မှပြန်လာခေါ်ဖို့ပြောလိုက်ပါတယ်။အဲလိုနဲ့ကော်ဖီတောက်ရင်ယူလာတဲ့နှက်ပုံးကိုကြည့်ပြီးစနိုက်ပါနဲ့ပေါ်ဘက်ကိုလှမ်းချိန်နေခဲ့ပါတယ်။ဖြစ်ချင်တော့တုံးတွေကလည်းပြန်မဲ့သွားတဲ့ပြင်နောက်ကနေလိုက်ပြီးကြည့်နေတဲ့အတွက်ကီနိုလည်းစိတ်ရှုပ်လို့လာခဲ့ပါတယ်။ညောင်ပြန်တော့တဲ့ငဲတွေကသူ့ကိုဝိုင်းပြီးကြည့်နေကြပြန်ပါတယ်။အဲလိုနဲ့မနှက်ရောက်တော့ကီနိုလည်းအပေါ်ဘက်ကိုပြန်တက်လာခဲ့ပြီးဂျစ်ကားစီးကိုလှမ်းမြင်လိုက်ရပါတယ်။ ဒရိုင်ဘာကတော့တုံးတွေရဲ့လက်ချက်နဲ့တေဆုံးလို့နေခဲ့ပါပြီ။ဒါကြောင့်သူကချက်ချင်းပဲညနေတဲ့ကားတန်များနဲ့တရားထိုးပြီးတစ်ဖက်ကိုကူးသွားခဲ့ပါတယ်။အဲနောက်မှာတော့ဂျစ်ကားနဲ့ရှိသမျှတိုးတွေကိုဝင်တိုက်ပြီးဟာမစ်ကိုကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့တိုးတွေကရမ်းများနေတဲ့အတွက်ကီနိုလည်းကြက်ရိုက်နေခဲ့ရပါတယ်။ဘက်ဂီယာကိုနောက်ပြန်ဆွဲထိုးပြီးစီတိုင်ကြီးကိုဖောက်ရင်စီးဝိုင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်။နောက်ပြီးကြည်စံနဲ့ပစ်ချလိုက်တော့တိုးတွေအားလုံးလည်းမီးလောင်လို့သွားခဲ့ပါပြီ။ဆောင်းထားနေတဲ့ကောင်မညကိုကန်းနဲ့ချိန်ပြီး1 shot 1 k ကွနဲ့ဆုံးသက်ပေးလိုက်ပါတယ်။ဒါကြောင့်တိုးရီအားလုံးနီးပါလေတေဆုံးလို့သွားခဲ့ပါတယ်။ကားရင်းမှာကျန်တဲ့တန်များနဲ့စင်ကြီး short ခုကိုဖန်တီးလိုက်ပြီးတစ်ဖက်ကိုခုန်ကူးဖို့ဆုံးဖြတ်လိုက်ပါပြီ။ဟာမစ်ကလည်းကျောင်းကိုခုန်ကျော်သွားဖို့အတွက်စင်သစ်ဖြစ်နေခဲ့ပါတယ်။အဲချိန်တိုးပြင်ကခုံဝင်လာခဲ့ပြီးတိုက်ခိုက်ဖို့လှုပ်လာတဲ့အတွက်ခေါင်းတဲတွေကိုချိန်ပစ်ပေးလိုက်ပါတယ်။ပြီးတာနဲ့တစ်ဖက်ကန်းကိုရှိန်နဲ့အားရပါရခုန်ကျော်သွားခဲ့ပါတယ်။ ဟာမစ်ကတော့နှစ်ယောက်လုံးကဘေးကင်းသွားတဲ့အတွက်ပျော်ရွှင်နေခဲ့ပေမဲ့ကင်နိုကတော့တုံးတွေကိုနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။အဲလိုနဲ့နှစ်ယောက်သားလည်းခီးဆက်ထွက်လာရင်မျိုးတစ်ခုကိုထပ်မံရောက်ရှိလာပြန်ပါတယ်။ဂိဆန်ကလည်းသူတို့မျိုးကိုလာလေတဲ့အတွက်ကြီးစုတွေတင်နေခဲ့ပါတယ်။ကင်နိုကတော့ဘာတိုင်းကြီးဖြစ်ဖြစ်ဝင်နာဖို့ဆုံးဖြတ်လိုက်ပါပြီ။အစကတော့လွင်မြေမှာရှိတဲ့သူတို့ရဲ့တိုက်ခိုက်ရေးတိုးတွေကြောင်းရှင်းပြလာခဲ့ပါတယ်။တကယ်လို့သူတို့ကတိုးတွေကိုတိုက်ခိုက်ရေးကျွမ်းကျင်လာအောင်လေ့ကျင့်ပေးထားခဲ့တာပဲဖြစ်ပါတယ်။အစပိုင်းမှာတော့ရမ်းစင်ပြေနေပေမဲ့နောက်ပိုင်းမှာတော့ပြဿနာချိုးကရှိလာပြန်ပါတယ်။တင်းချစ်သူတွေကလည်းကန့်ကွက်လာတဲ့အတွက်သူတို့လည်းအဲဒီကောင်တွေအားလုံးကိုဘေးမဲ့လွတ်ပေးလိုက်ရပါတယ်။ဒါတော့တိုးတွေလည်းလွင်မြေထဲကိုရောက်သွားခဲ့ပြီးလာသမျှလူတွေအားလုံးကိုတိုက်ခိုက်နေခဲ့တာပဲဖြစ်ပါတယ်။ဒါတော့ကြောက်ကီနိုလည်းချွေးရီပါပြန်နေခဲ့ပါပြီ။အဲချိန်အဆောင်ကတော့သူတို့ကိုမြို့ထဲကိုဝင်ခွင့်ပေးလိုက်ပါတယ်။အဲနောက်မှာတော့ကီနိုလည်းတစ်ပင်ခတ်ပေါ်မှာစိန်ချနေခဲ့ပါတယ်။နောက်ပြီးကြာခင်မှာဆုံးသက်တော်မယ်ခီးစဉ်ကြောင်းလည်းပြောပြလို့လာခဲ့ပါတယ်။ဟာမစ်ကတော့ဆုံးသက်ပေးလားဆိုပြီးအံ့ဩနေခဲ့ပါတယ်။အဲချိန်ကီနိုကတော့ပြောရင်းနေပဲအိပ်ပျော်လို့သွားခဲ့ပါတယ်။ဟာမစ်ကတော့ကီနိုကိုအိမ်ယာကနိုးလာတဲ့အခါခီးကိုဆက်သွားဖို့တောင်းဆိုနေခဲ့ပြီးဇလန်းလေးကလည်းဒီမာရင်ပဲပြီးဆုံးသွားခဲ့ပါတယ်။ဒါကတော့ကီနိုဂျာနီအန်နီမဲလေးရဲ့ဆုံးသက်ပဲဖြစ်ပြီးဒီတက်ပိုပြီးကောင်းမွန်တဲ့အနီမဲရီကပ်တွေကိုကြည့်ရှုကြည့်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့အတွက်ပရိသတ်အားလုံးကိုတောင်းဆိုချင်ပါတယ်။ကျွန်တော်ကတော့ animated recap မှာရဲ့ season တင်ဆက်သူဖြိုးပိုင်ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye